ရားသခင်ရဲ့အာဒံအေဝါဆိုတဲ့လူသားနှစ်ဦးကိုဖန်ဆင်းရာကနေဖြစ်ပေါ်လာတဲ့ဒီလူသားတွေပေါ်စားကလက်ပဲဖို့ရဲ့မရဲ့လို့ကွဲပြားပြီးဘယ်လိုပဲအချစ်တရားတွေပါနေရဲ့အချင်းကိုငါအနေနဲ့တာလေမို့ပိုင်ပါတယ်ဝန်ဒီညပြောလို့လေမနှချောင်းတော့ထားပြလိုက်တာပြောကြမပိုင်ဘူးလားအခုပဲနေရာရောင်းနေတယ်ပလင်ပေါက်ကြမလုံးနဲ့ငါခြေတာထိုးပြနေတာပလင်ထိုးပြနေတာပြောကြပဲရောင်းနေတာအကယ်၍သာဆရာသမားရဲ့ဆုံးမဩဝါဒဒီကားတာတပုတ်တလုံးသာရာမထားဘူးရထားတော့လည်းပဲလက်ပြခါဂူယူမဆိုင်ပဲနဲ့မလိုက်နာပဲနဲ့နေမယ်ဆိုရင်သူ့ရဲ့ခြေကိုလေလက်ခံခဲ့မယ်ဆိုရင်မဟုတ်တော့နားလေလားသူ့ရဲ့ခြေကိုသာဆရာသမားရဲ့စကားကိုတီးထားတော့လည်းပဲနားမထားပဲနဲ့သူ့ရဲ့ခြေကိုငါလက်ခံခဲ့မယ်ဆိုရင်ဖွာသူ့နေညခဲ့မယ်ဆိုရင်နေပူမရှာမိုးရမရှာသားကြွေမို့မရကြွေမို့တကားကြီးတို့လိုရှာကြွေရမယ်ဆိုရင်ဟောဒီအသားဟောဒီလိုမဲတော့မှာပေါ့ဒါမဲတာမဟုတ်ပုံမပြောတယ်ညိုရောတယ်စိတ်အလိုကိုလိုက်အမိုက်ဖြစ်တော့သည်ငါဘောတာနောက်လေလားတကားကြီးတွေမိုက်တယ်ဆိုလူကမိုက်တယ်မဟုတ်မဖိလိုက်တော့မိုက်ဖိပါလက်နဲ့တော့မြလာပြီးငါအနာလိုက်တာမရင်းနေလို့ရင်းနေငါတွေ့ချင်ရောပါလဲမရထီတော့ဓာကြီးတဲ့ပြောလိုက်ကြမရထီတော့ဟုတ်ကြီးတွေထီတော့ထိုင်ကြီးတဲ့နေချင်းစိုးတွေဟာငါအားရပြောတယ်လားနေချင်းစိုးတွေလည်းငါအနာလိုက်တာတခိုက်တွေစိတ်မဆိုးနေနော်ဆိုးလည်းမတန်းနိုင်ငါခြေလို့ဆဲလို့လည်းပြီးပါပြီစီရန်ဘွားနိုင်ဒီဣမံဓမ္မဒေသနာသတ္ထာဣတိပန္နနေမဟာဝိဟာရတောနန္ဒီယောနာမကုလန္တာပုတ္တောအာရဘကထေတိပါဠိတော်နိဒံတရားဟောတယ်ဆိုသူတော်ကောင်းကြီးတို့ရေစာနဲ့ပိနေတိတိကြကြဟောရတယ်ရန်ဟောလို့မရဘူးရန်ဟောရင်လည်းပဲဘုရားဟောတဲ့တရားမဟုတ်ဘဲနဲ့ပုဂ္ဂိုလ်ရေးရာမတရားဖြစ်တတ်တယ်မိကြီးမဲ့ဖြေစမ်းကြဟောဒီပလင်ကြီးဟာဘာပလင်လဲဟုတ်တယ်တရားပွဲတော်မှာမိတယ်ဟောဒီပလင်ကြီးဘာပလင်လဲဆိုစတိပလင်တရားတရားအခုမှစားမယ်ပါဠိတော်စီရန်ဘွားနိုင်ဒီဣမံဓမ္မဒေသနာစီရန်ဘွားနိုင်ဤသို့စာရှိတော်ကာရပုပ္ပိတန်သာစေဝေတအံတော်ဣမံဓမ္မဒေသနာဤစောင့်ကြုံလျက်ပါဆိုတဲ့ဒီတရားဒေသနာတော်မြတ်ကြီးကိုတန်ထာဗုဒ္ဓ၆စုကျေးဇူးကောင်းနဲ့ပြည့်စုံကြောကြသမ္မာသမ္ဗုဒ္ဓဂေါရမမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဣတိပတ္တနေဣတိပတ္တနာမြည်ရှိသောဥယျာဉ်တော်၌ဝိဟာရတော်လျောက်တိုင်ရသောလေးပါးတရားမြတ်တာစွာဖြင့်ကြည်သာရှင်မြတ်ကတရေသုံးတည်တိုင်းတော်မူစဉ်နန္ဒီယောနာမနန္ဒီယမြည်တဲ့ကုလန္တဗုဒ္ဓမြို့ကောင်သားကိုအာရဘအကြောင်းပြု၍ပရိသိကရုဏာရှင်သာမေတ္တာအားဖြင့်ကောင်းစွာမဲ့သွေးဟောကြားဆုံးမတော်မူခဲ့ပါပေတည်းလူရင်ပြောကြရအောင်လက်ဘုရားရှိခိုးတော်မြတ်ကြီးဣတိပတ္တနာမြည်ရှိတဲ့ဥယျာဉ်တော်မှာတရေသုံးနေတိုင်းတော်မူတဲ့အချိန်နန္ဒီယာကိုအကြောင်းပြုတယ်ပြောကြဘယ်သူကိုအကြောင်းပြုနန္ဒီယာဒီနေ့ညတရားပွဲကြီးကရွှေမြင့်မို့ယတနာရွှေဆိုင်မိသားစုကိုအကြောင်းပြုတယ်ဦးစင်းနဲ့ဒီလည်းမသိဘူးရွှေလည်းမတော်မြို့လည်းမတော်ပဲနဲ့ဦးစင်းကသစ္စာဆိုရတဲ့အကြောင်းပါလေသူတော်ကောင်းကြီးများကိုကြိုးဆိုပါ၏ဓမ္မဒေသနာခရီးတိရှားမှာသူတော်ကောင်းတွေကကြုံတွေ့ရပါလို့ဤတရားဟောတိုင်းလည်းပဲသူတော်ကောင်းများစွာအိမေတ္တာခံယူပါ၏ဗျာလို့သစ္စာဆိုတော့သူတော်ကောင်းမှန်လို့ယနေ့ညတို့သူတော်ကောင်းကြီးများအားလုံးရွှေမြင့်မို့ယတနာရွှေဆိုင်မိသားစုကိုအကြောင်းပြုပြီးတော့တရားပွဲတစ်ပွဲစုံခွေရတဲ့နာခွေရတာပြောကံမကောင်းဘူးလားဦးဇင်းရဲ့မေတ္တာရှင်းပါသီလမြဲတဲ့ဒုပရိသတ်တို့ရဲ့မေတ္တာအေးတဲ့ကြောင့်သရင်မြို့ကြီးဘေးကင်းပါစေအန္တရာယ်ကင်းပါစေယောဂါဆိုကတ်ဆိုဘေးဆိုအန္တရာယ်ဆိုကလည်းပဲကင်းဝေးလွန်မြောက်ကြပါစေလို့သစ္စာဆိုကအဓိဋ္ဌာန်ပြုပေးပါတယ်လူကောင်မပြောဘူးမပြောတဲ့ဟာတွေကအိုမီခရောဗီဇာပြောင်းတွေများလာအောင်မလားပါလားညာလားဟာဒီပစ္စည်းတစ်ခုကိုယွန်းအင်းလို့ပေးတဲ့လူကပေးတယ်ယူတဲ့လူကပြန်မယူတော့ဥစဉ်ပဲပြန်ယူတာပေါ့နော်ဥစဉ်အတန်ဝေ6ဆိုကိုဘူးနေမကောင်းတခါမှဖြစ်ဘူးကောင်းတဲ့တိုင်းပါကိုဗစ်-19ဖြစ်တဲ့အောက်ဆီဂျင်ရှူရတဲ့
ကပ္ပိယအကြောင်းသား2ယောက်ရှိတဲ့ကားအတူတူစီးတဲ့အိုမီခရောဖြစ်တဲ့မသိရုပ်တမဲ့အိုးကိုဒီပူတော့ကြီးကျယ်ငါဘာမှမဖြစ်ဘူးဒီနောက်မှဖြစ်တာတော့ငါမသိကဲပြောတာလေနော်လဲလားဒုပရိသတ်တို့ကျမ်းမာကြပါစေလို့ဆိုပြီးတော့ပေးတဲ့ဆုနေပြပါစို့လို့နေတို့မပြောတော့ငါအကုန်ပြန်ယူလိုက်တာပါဟာညာတိုင်းဒီလိုတရားဟောနေတဲ့အတန်ဝင်ချောက်စိုးကိုပူနေမကောက်တခါဖြစ်ဘူးဟာလေနေပွဲလည်းရှိသေးသူများဘုန်းကြီးဒီချိန်တရားပွဲမရှိဘူးငါမှငါလာပိုက်ကုန်လောက်ဒီတရင်မှမနာဘူးပြောတာဒီနားလေလားလေမိုးပိုင်တယ်လေငါမေတ္တာနဲ့လဲတာဘာနဲ့လဲတာမေတ္တာသူတော်ကောင်းမှန်ရဲ့အလိုလိုကြုံခွင့်ဆိုဟာရှင်ပြတ်နေမဖူးတဲ့ပုဂ္ဂိုလ်တရားမနာတဲ့ပုဂ္ဂိုလ်သူယုံမှဒီလားဒီလိုစမ်းကြယ်ဘယ်တော့မတွေ့ပါနဲ့သူယုံမှတရားချီးမွမ်းဖို့တဲ့သူတော်ကောင်းတရားချီးမွမ်းဖို့လို့တဲ့အရေးတွဲမလို့ဖို့အရေးချင်းငါပြောတာနားလေလားအေးချာရှေ့စေသွားကြပါစို့နန္ဒီယကိုအကြောင်းပြုတယ်တဲ့ဘယ်သူကိုလဲနန္ဒီယောနာမနန္ဒီယမိတဲ့ကုလသာဗုဒ္ဓသတို့ကောင်းသာသည်တန်တော်သရတရားရှိသည်ဩသည်ဖြစ်၏နန္ဒီယမှာသရာရှိတယ်ပြောကြဲကြဲပါရှိတာသရာရှိတော်နန္ဒီယလူပြိုလေးပဲဖြစ်လေကစားရတဲ့ရွာထဲမှာသာရေးနာရေးကိစ္စသူမပါလျက်မပြီးသလားအရေးပါအရာရောက်တဲ့နန္ဒီယလက်လူပြီးများတယ်ပြည်စမ်းကြဲကြဲမများဘူးလားဟုတ်ပြီနှခါပြန်မမေ့ရနဲ့ကြဲကြဲပြည်စမ်းဝတ္ထုကြောင့်စားနေပြီနော်ပြောဒုပရိသတ်တို့လည်းလူပြီးမများချင်ဘူးလားလူပြီးများချင်ရင်မိတ်ပြည့်ရွှေပြည့်လက်ဆံဥစဉ်နှိလေးပိတ်ခဲ့မယ်ဟိုတော့ပြောလူပြီးများချင်တဲ့နှိယူမလားအေးယူရင်ပြေးမယ်ဟိုတော့ကတက္ကကြီးဒကမာကြီးဇနိမောင်နဲ့2ယောက်ရှိတယ်တက္ကကြီးနာမည်ကဥတ္တတုံးလက်တက္ကကြီးကတော့အေးလက်တက္ကကြီးကလူတီများချင်းနာမည်တွင်ကြတော့ဘာလို့လဲဆိုဖျက်တယ်တာဖျက်တယ်ပြီးတော့ရက်တဲ့ရွာထဲမှာခလေးလူကြီးပြောကြတဲ့တော့အေးဖျားပြောလာဘသူဖျားပြီးတော့ဥတ္တတုံးကြောင်းကြီးတစားဆောက်လူပြန်သေးကျောင်းဆောင်ပြီးတော့လဲခလေးလူကြီးဝိုင်းပြောနိုင်သေးတယ်တော့အေးကြောင်းလက်ပြောကြဲကြဲဥတ္တတုံးနာမည်တွင်လားတော်ပြီဒလတ်တော့ငေါင်းနောက်မှမတွေ့တော့ဒီမိတ်မနဲ့တော့ငါမပေါက်တော့ဘူးဆိုပြီးတော့ဥတ္တတုံးဘာလို့လဲဆိုဖုတ်ကြီးဝပါလေရောသင်္ကန်းကြီးရုပ်တပိတ်ကြီးလွယ်ရတောက်ကြီးထမ်းစိတ်ကုတ်တရီချဆောခံကြွရောထိတ်ကိုလည်းရခလစ်လူကြီးဝိုင်းអော်တယ်ဟေးတော်အေးဦးစင်းကြီးဆောခံကြွလာပြီနောက်မှတွင်ညင်တယ်သို့ဟဲ့ပြောကြဲကြဲကြားဆောင်တော့လဲတော်အေးချောင်းပြောဖျက်တယ်တော့လဲဟုတ်ကြီးဝေါ်တော့လဲဒီတန်လေးကြစိတ်ဆိုးတော့တာတွေ10မိနစ်တော့ဆောခံဆုံးအောင်ကြွကြောင်းပြန်ရောက်မထိုက်ဘူးမတည့်ရက်ခုံမောတပိတ်ချတော်ပြီငါလူပြထွဲမယ်ဘလာတောင်ငေါနောက်မှမတွင်ရခေါင်းသသားဆိုပြီးတော့စိတ်ဆူဆူနဲ့လူပြထွဲပြီးတော့ဘာလို့သလဲဆိုရင်အယေသားဖဲရိုက်จิตတိုင်းလဲအဲ့ဒါမှရက်ထဲရွာထဲမှာဥတ္တတုံးဖဲသမားအယေသမားจิตသမားလို့နောက်မှတွင်သွားတယ်ပရိသတ်တို့လည်းတွင်ကြည့်တယ်ဆိုဘုရားကောင်းမခါနေတဲ့ငါမေးပြီးမှပြောတယ်ဆုံးမခြင်းနာကတချို့နေရာမှာကောင်းတဲ့နေရာမှာနောက်မဲ့တွင်တယ်တချို့နေရာမှာမကောင်းတဲ့နေရာမှာနောက်မဲ့တွင်တယ်ဖြည့်စက်ကြဲကြဲတို့ပရိသတ်တို့ကောင်းတဲ့နေရာမှာနောက်မဲ့တွင်ခြင်းလားမကောင်းတဲ့နေရာမှာနောက်မဲ့တွင်ခြင်းလားကောင်းတဲ့နေရာမှာနောက်မဲ့တွင်ခြင်းရင်သူကောင်းခြင်းကောင်းမကောင်းကောင်းကိုကောင်းသူတော်ကောင်းသူတော်ခြင်းတော်မတော်တော်လက်ကိုတော်သူတော်ကောင်းသူရဲ့တော်ရဲ့ကောင်းရဲ့ဘယ်နှလုံးလဲရှေ့စုပ်တစ်လုံးဖယ်လိုက်တော်ရာရဲ့ကောင်းတာရဲ့လက်နှမျိုးပဲကြံတော့တယ်ပညာရှိသူစွမ်းအာယုတော်သူခေါ်ရပါတရာရှိသူစိတ်ကြည်ပြူကောင်းသူခေါ်ရပါပညာနဲ့တရာတွဲမှာသူတော်ကောင်းဖြစ်မယ်ကွသူတော်ကောင်းကို3မျိုးခွဲပြန်မယ်နံပါတ်1ဒီတကာကြီးပညာတတ်တယ်သူတော်တယ်တရာတရားမရှိတော့သူမကောင်းဘူးလက်ဥပမာပြောတာပါတော်တယ်မကောင်းတယ်ဟောဒီတကာကြီးပါဟဲ့ငါပြောတာနားလဲလားနံပါတ်2ဒီပဲလဲခလေးကြတော့တရာတရားရှိတယ်ဒီခလေးကောင်းတယ်ပညာမတတ်တော့သူမတော်လက်ကောင်းတယ်မတော်တဲ့ဟောဒီခလေးပါဘယ်နှယောက်ရောက်ပြီ3ယောက်မြောက်တော့သူများကိုမပြောတော့ဘူးအနာလိုငါကိုဘာသာကိုပြောတော့မယ်ငါပညာလက်တတ်တယ်တော်လဲတော်တယ်မနာလိုမဖြစ်နဲ့သူကံနဲ့သူလာနေတာလေမိုးပိုင်လိုက်တာဒီဖုန်းတလမ်းမပိုင်နဲ့လည်းပဲမဒီဒီဇိုင်းငါမှာပေါ့ငါရည်စံလဲပြောချင်တရားလဲဟောချင်ပညာလဲတတ်တယ်တော်လဲတော်တယ်သရတရားလဲရှိတယ်ကောင်းလဲကောင်းတယ်ငါသူတော်ကောင်းကြီးပါသို့တော်လဲတော်ဖို့ကောင်းလာဖို့
နာစို့တရားဓမ္မအေးသူတော်ကောင်းကြည်ကြည်တရားဆိုတာနာကြပါစို့မတရားကိုပြောတာမဟုတ်ဘူးနော်ကဲရှေ့ရှေ့သွားကြပါစို့နန္တိယလူပြိုလေးတိချိန်တန်တော်ဒီပွင့်ချိန်တန်တော်ပွဲဆိုသလိုနန္တိယအချိန်တန်ရွယ်ရောက်တော့အိမ်ထောင်ပြုမယ်လူပြိုလေးဆိုတော့တန်ရအပြိုလေးကိုရှာပြောကျဲလူပြိုလေးကအပြိုလေးကိုရှာပြောလိုက်လူပြိုလေးကဟုတ်ပြီလူပြိုကြီးကပြိုကြီးကိုရှာပြောကျဲမုတ်ဆိုးတီးကမုတ်ဆိုးမကိုရှာပြောအဖိုးကြီးကတော့ဒီစကားဒီမှာနာအစားသာစုပ်အောင်စားစကားအကုန်ပြောလို့မရရှေးစဲမရဲ့နေတူပါဇက်တွေပောက်ကြရဖြစ်တော့မှဟုတ်ကြီးကဘသူရှာလဲဆိုပြောမှဟာတယ်လောငါပြီးတော့တော်လိုက်တော့လို့ငါပြောလိုက်တာငါပြောတာနားလေလားနေအောင်ပြိဿလည်းအရန်များတော့လူပြိုငယ်တွေလည်းရှိတော့ငါမိတ်ပြေးရွှေပြေးလက်ဆောင်ပြေးခဲ့မှာဥစဉ်စာတိကတင်းတင်းတိုင်တိုင်းရှိသလိုတင်းတင်းတိုင်မျိုးနယ်ဆိုတာရှိတယ်နော်ဘကုတ်တိုင်းရှိသလိုဘကုတ်မျိုးရှိတယ်ဥစဉ်တင်းတင်းတိုင်မျိုးရဲ့တန်ခါဘာနာကဥက္ကဋဆရာတော်ဘုရားကြီးပြန်တော်မူပါပြီလက်တော်103နှစ်ကိုဗစ်-19တာတရားလိုက်မှာပါပါတယ်ဆရာတော်ကြီးလက်တော်80ချောင်းနဲ့ရှိတော့ကဥစဉ်ကိုဆရာတော်ဘုရားကြီးကဗိတ်စကားရဟေးတရားဟောဆရာဘုရားလာစမ်းလျက်ခေါ်လက်ဥချီကာရဝနဲ့သွားဆရာတို့ရစိတ်တိုင်းကြီးပွားမတရားပွဲမှာတော်တော်လူငယ်တွေများတဲ့ရည်စရာတွေပြောတယ်မှာရည်စရာတွေပြောတယ်လို့တကားတွေရှောင်းနေမှာမှန်လားပါဗျာဒီပြီးတော့နိုင်ငံရေးမဟုတ်ဘူးသူများဘာသာမပုတ်ခတ်ဘူးကိုဘာသာကိုလူမျိုးကိုပဲဘာသီလာထဲမှာမူသားပြောတာနဲ့အရက်တောက်တာဒီနှမျိုးကိုနဲဆုံးပါတယ်သူများအသေးသက်တဲ့အကြောင်းကိုသိမပြောဘူးမဟုတ်ဘူးဗျာအသားမပါရဲ့ဒီပါဇက်မျိုးလို့မကြားလို့ပါဗျာဘယ်လိုသဘောပေါက်တော့မနေ့ကအာရုံစုကိုင်းနေလေအသေးသက်လို့ဆောတော့ကအရန်ကိုယော်တာပဲတချို့မွေးနေသေးသက်လို့စားတယ်လေဝါတဲ့သေးသက်လို့စားရလဲငတ်ရုပ်ပဲရှိမဲ့ဘာမှဖြစ်မလာဘူးဒုဖျားကအသားကြီး10မျိုးကနေလွှဲပြီးတော့စားပါလို့ခွင့်ပြုတတ်တယ်အများစကားနားမထောင်နဲ့ဖျားစကားနားထောင်ယောဂနဲ့မတဲလို့အသားမစားဘူးရှောင်ရင်ရှောင်ပါသေတန်လောစားမှနိဗ္ဗာန်ရမယ်ဆိုတော့ငါမပြောချင်ဘူးတချို့ပြောတယ်နှောက်တိုက်ကြတော့လက်ကြီးညိုလို့နှောက်တိုက်ကြတော့ဖူးနွားတရွတ်တို့နှွားသားမစားဘူးလေမစားရင်ငတ်ဖို့ငါကိုယ်တိုင်နှွားသားချိန်မှကြိုက်တကယ်တော့အစားကိုရှောင်ရောက်မှမဟုတ်အစားပေါ်မှာတမ်းမဲမှုတဏှာရာကကိလေသာကိုပယ်ရမယ်မပယ်သေးတာရှောင်ပယ်နေတော့မှားနေတာတွေအများကြီးပဲဟဲ့ငါပြောတာနားလည်လားအယူမတိတ်နဲ့အယူတိတ်ရင်နတ်စိတ်ဖြစ်မယ်ဒီသာသနာအစိမ့်မှန်မှာတရားစေတရားမှန်ရှိနေတဲ့ယဟန္တာဆိုတာမစိတ်သုံးသိဘူးယဟန္တာဆိုတာတမ္မာယဟန်လိုပဲနေတယ်သူများအထင်ကြီးရလုံးနေတယ်ဟိုမှာတကိုးပြတဲ့ဒီမှာတကိုးပြတဲ့လက်လံပဲရအောင်ထွင်နေတယ်ဆိုတော့မှတ်ထားအဲ့ဒါတကိုးမဟုတ်တခိုးကိုးကွယ်မှုမမစင်နဲ့အသီးနောက်မကြားစင်နဲ့အသီးနောက်ကြားရင်အောင်ကြတတ်တယ်ငါဘောတာနားလည်လားဟဲ့မလုံးနဲ့အမှန်ဆိုအဲ့ဒါပဲဒီနွားဥတိုက်တာနွားကြီးကိုဗန်းပြပြီးတော့လှုပ်ရှားတာမဟုတ်ဘူးခုနှစ်ကောင်ရှိပြီးနွားဥတိုက်တာဝေတရိษံကတကောင်ဘိုးတော်တို့ညနမ်းမြောင်းအုပ်ဖွားဘယ်သူမှဖန်ဆင်းပေးတာမဟုတ်ဘူးနွားလေးကိုကျိုးလေးကြိုက်ပြီးတော့ဒီလိုလှုပ်ပါလားလို့ဦးဇင်းတစ်ခါမှမသိဘူးနွားကိုလည်းကြောကိုပေါ်တန်းပြီးတော့ရင်ပအောင်နွားငါတစ်ခါမှမကြိုက်ဘူးငါကြောက်တယ်အောင်လန်းပညာတန်လို့လည်းဘာတကူမှမစီနိုင်ဘူးဘာတကူမှလည်းအောင်လန်းပညာမတတ်ဘူးတနေ့ကိုဦးဇင်းတရားနဲ့ရှေ့ကပွားများအတော်စုတဲ့မေတ္တာစာရဏတရားစာလေးဖြစ်ပါတယ်ဣမံကသောသစ္စာစကားကြောင့်ကဘာမြေကြီးတုတ်လုံဟိလာသာသနာပြုနိုင်ပါစေလို့ဒီအသေးခန္ဓာဘုရားကိုလှူပြီးတော့ဒီလိုသာသနာပြုနေတယ်ဘယ်တရားပွဲမှာဓမ္မပူဇာဘလောက်ရတယ်လို့လောပါနေမသွားဘူးဟောလို့ပြောလို့အသိဉာဏ်လေးကြံခဲ့ရင်တော်ပြီလို့အရင်ပြောဓမ္မပူဇာအကုန်ပြန်လှူပေးခဲ့တယ်တပည့်တော်တို့ပရာဟိတအဖွဲထားတယ်ရံပုံငွေလို့တရားပွဲပေးပါဗျာငါမပေးဘူးတရားနိုင်ချင်လို့မဟုတ်ပန်းစံလုပ်ချင်လို့တရားပွဲခုတုံးမလုံးနဲ့ငါပြောတာနားလည်လားမြတ်စွာဘုရားကဒီတခါကြီးကြောတန်းတရားဝင်မယ်လို့သိရင်ချင်းချင်းကြွားတရားဟောတယ်ဓမ္မပူဇာတပြားမှမရဘူးဦးဇင်းတို့အမိခံရတဲ့ရှင်မြတ်တို့တလောင်းနိုင်ငံကြော်နေတာဓမ္မပူဇာဘလောင်မတိရမလဲလားငါဘုရားအာနာလိုက်တာဒီသစ္စာ၄ပါးတရားတို့ဘုရားအလကားရတာမဟုတ်ဘူးလက်သေးချင်းနဲ့ကဘာတသိပါရမီဖြည်းပြီးမှခက်ပင်ပန်းနင်းအသက်သွေးနဲ့ချွေးစရေခံပြီးမှသစ္စာ၄ပါးသိလာတဲ့တရားတွေလမ်းလာမနဲ့မတိုင်းနေရနဲ့သာသနာ့ဘူးစိတ်ဓာတ်ပြောပြတဲ့ဒုဖုန်းကြီးဘွားကောင်းလည်းတလုံးတော့ညနေစာလည်းမစားရမိတ်မာလည်းမရအသေးလည်းအပေကြဟာ
မဟန်ဘူးဟေးဟန်အောင်လောက်ထားကြဟဲ့ငါပြောတာနားလည်လားအေးငါရည်စရာလဲပြောချင်ဝတ္ထုလဲဟောချင်အဆုံးမဩဝါဒလဲနည်းနည်းပါသိခံပြီနော်ဟုတ်ပြီငါပြောလို့ခြေဆက်သွားကြပါတို့ဆရာတော်ဘုရားကြီးကဦးဇင်းကရှောက်လိုက်တာပေါ့ဒီပြီးတော့နိုင်ငံရေးလည်းမောရည်စရာထဲမှာသူတို့ဘွားတဲ့မတ်သားစရာကြံအောင်ပြောတယ်ဘုရားလို့ပြောလိုက်တာအေးအဲ့လိုဆိုငါမင်းကိုကားတာတပုံပေးမယ်လေကောင်းတာပေါ့ဘုရားလို့အာရုံပြုလိုက်တော့ထေကြီးဝါကြီးဦးဇင်းကိုပေးတဲ့ကားတာအပြုတ်ကြိုက်တဲ့ကားတာလာပြီလူပြိုကြီးလူပြိုကြီးလက်ခံလိုက်တဲ့အင်းလားမိတ်ပြေးရွှေပြေမြောင်မျောစွာသောဒီလိုကွင်းကြီးထဲမှာပြိဿတ်တော်တော်များပြိဿတ်ကြီးရေဆရာတော်ဘုရားကြီးပေးထားတဲ့အပြုတ်ကြိုက်တဲ့ကားတာရထားတဲ့ယူမလားလို့မေးတာတရားမှမဖြစ်ဘူးဒီလိုပေးနာမှာတရားထိုင်တာတဲ့အသင်60ကျော်ဖိုးကြီးတယောက်ကယူပါမယ်ဘုရားကိုလည်းပြိဿတ်တို့မိတ်ပြေးရွှေပြေလက်ဆောင်နေပေးခဲ့မယ်လိုက်ဆိုအောင်ငါသဘောပေါက်တယ်နေတယ်လွတ်ချင်းအောင်လက်ကျဲဆိုပါလို့ပြောထလာတာနဲ့လဲနေတဲ့ဘုန်းကြီးပြိဿတ်အကဲတော့မှနဲ့ခတ်တတ်တယ်ဆိုအောင်ရှောပွေငေါပွေအပြိုက်ကျိုအဲ့ဒါပဲအပြုတ်ကြိုက်တဲ့ခါတာလိုက်ဆိုရအောင်ရှောပွေရွှေဘောငေါပွေငွေဘောအပြိုက်ကျိုဆရာတော်ကြီးပြောတယ်ကွရွှေဘောငွေဘောရင်အပြုတ်ကြိုက်မလဲဦးဇင်းတို့တနင်္သာရီမြို့နယ်ထဲမှာမြေကြီးကရွှေသီးကောသီးချံကြီးပြီးရောတနင်္တကြိမ်ကောသီးခူးပြီးတော့ခက်ကလာသားတွေဘာအလုံးမလုပ်ပဲနဲ့အဲ့ထဲမှာပိုက်ဆံအများကြီးထည့်ပြီးတော့ရွာထဲမှာခောက်တုံးခောက်ပြန်လန့်ရှောင်းနေတဲ့ခါကြောရှည်ပြီးတော့ဒီကောင်လန့်တရက်လို့ပန်းဝတ်ကြီးအပြော့ခံရလာအောင်ခဲလူပြိုငယ်တွေကိုအလုတ်ကိုစီရှိဖို့ရွှေပေါငွေပေါဖို့ဆရာတော်ကြီးနေနဲ့ဩဝါဒပေးတိုင်းခိုင်းတာပြောကြဲမကောင်းဘူးလားကောင်းပါဗျာဒီလမ်းကွယ်မကောင်းဘူးလားကောင်းပါဗျာပြိဿတ်ကြီးရဲ့ရွှေရှိငွေရှိမဲ့ဆိုကြိုက်တဲ့အပြုတ်ပါရယူလို့မရဘူးလားမရဘူးသွားမရိုင်းနေသူများသမီးဟာနေလို့လည်းဖြေတတ်တော့ငါလည်းပြောတတ်တယ်ပါရိုက်တဲ့အကြောင်းလေးပြောပြအောင်မယ်အပြုတ်ကြီးလူပြုတ်ကြီးအကြောင်းပြောမယ်လာပြီအပြုတ်ကြီးလူပြုတ်ကြီးတွေဟာစာနဲ့ပေနဲ့ပြောရင်ဟိုးဗြမပြည်လာတယ်လေလူတို့ရဲ့ကိလေသာတဏှာရာဂကိုယွန်လို့အိတ်ထားမပြူတာတချို့ကလည်းမရလို့မယူတာတခါကြီးမရလို့ပြတော့ကောင်းကြီးဒီစကားပြောတာကိုဒနုပြုမျိုးနဲ့မှာအပြူကြီးတရားရှိကားနေထားပြတယ်သွေးထွေအောင်မှန်ပါတယ်ဗျာတဲ့ဒါလည်းအပြူကြီးယောဂတစ်မျိုးငါဘောတော့နားလည်လားမလဲအပြူကြီးဆိုတာတာမန်ဖြစ်သွားတာမဟုတ်ဘူးကွအရင်သမားတွေရီးစားထားဖို့အိတ်တာပြဖို့လိုက်ရွေးတာလေအရင်တယောက်ထားလိုက်ရွေးလိုက်အရင်သမားတွေလိုက်ရှောင်လိုက်အရင်သမားတွေလိုက်ရှောင်ရင်နဲ့အပြူကြီးဖြစ်လာတယ်ကဲနောက်ဆုံးတော့မရရတဲ့ဟာအိတ်တာပြမတော်မဲ့ဆိုပြီးတော့ဖုတ်ကြီးလူထွေးလိုက်ရှာပါလေရောအပြူကြီးဖုတ်ကြီးလူထွေးလဲညာရောဖုတ်ကြီးဘွားမတောင်းရောက်တော့ပို့တောင်းမပို့ဆိုးကုံရှုပ်ရင်တခါလင်ကောင်မပြောနဲ့မရကုန်ပါပြောအိတ်ထောင်ရေးရှုပ်ရင်တသေးလုံးသွားတရားရှုပ်ရင်တသန်တရာလုံးသွားပြောကြဲဘယ်အရှုပ်ခံရင်လဲဘယ်မှာအရှုပ်မခံကြည့်ရင်ဖုန်ကြီးလူတွေလိုက်ရှာနေအောင်ငါပြန်ပြောအောင်မယ်တချို့တက္ကမကြီးတွေကိုထမင်းကိုစားဟိုအိတ်သွားဒီအိတ်သွားသူများတင်းကြီးတွေပြောရင်းနဲ့ခက်ပြင်းပြင်းရှိတာနဲ့ရင်းနှီးတဲ့အပြိုကြီးလူပြိုကြီးတွေကိုမြင်တော့လေဟဲ့နေတို့ဒီလိုမနေနဲ့နော်လက်အသေးကြီးလိုက်ရင်ဒုက္ခဖြစ်မဲ့ဆေးပေးမိယူလေးရအောင်အိတ်ထောင်ပြကြမှတ်ထားပေးတာပါပေးမယ်ဆေးပြောလိုက်ွယ်ပေးမှာကဆေးပြန်ယူမှာကမိပရိသတ်တို့ယူမထားဘူးလားယူထားတယ်နော်အေးမိယူထားတယ်လားဘိုးဘွေးလေးဖြေတယ်ငါတော့ကြားလိုက်တာဒီကကြီးတော့မရှာနေနဲ့အဟုတ်တင်ပြီးတော့လူပြိုကြီးကအိတ်ထောင်ပြဖို့အပြိုကြီးကိုလိုက်ရှာတာတွေးပါလေရောအပြိုကြီးကဒီလိုတရားပွဲသွားတာရေးနာရေးသွားမင်္ဂလာဆောင်သွားအာတုပါသွားအဖို့နေသွားတယ်ဆိုတော့သူကြီးစားစကားပြောဖို့လိုက်ချိတ်တာဘယ်မှအဆင်မပြေပရိသတ်တို့ငယ်ရတာကြီးလာတာပဲအိတ်ထောင်ပြကြတဲ့လူတွေအားလုံးပါပဲနော်ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းဖြေကြစမ်းပါကြီးစားစကားဆိုတာဘယ်နှယောက်ရှိမှပြောလို့ရတယ်ဒီကလေးလည်းဖြစ်တယ်နေရောက်လားမိမရပြီလားမရသေးမထားနေရောက်လားခြေစမ်းကြဲတရားထဲလားနေရောက်လား
ပြောကျဲကိုယ်တိုင်လားလက်တွေးလားဟောလက်တွေးမှာဗျာလားနေတဲ့သမီးကြီးသားဘောပြန်အောင်ပွေပြီလားထားပေါ်လေနှစ်ယောက်တည်းကြုံဖို့ဆုံဖို့လူပြိုကြီးလိုက်ချိတ်တာဘယ်မှအဆင်မပြေတနေ့တော့လူပြိုကြီးတွေကန်ကောက်ဖို့အချိန်ပေးလာဖို့ကအပြိုကြီးတယောက်တည်းအိတ်တာတဲ့လူပြိုကြီးကလိုက်သွားပြောကျဲဘယ်ကိုလိုက်သွားဟေးအိတ်တာထဲမလုံးနဲ့တယောက်တည်းဝင်လို့ရတဲ့အိတ်တာအိတ်တာအဆင်းကိုသွားကျူနေတာအပြိုကြီးလည်းအိတ်တာတေလို့ပြီးပြန်လဲဆင်းလာရောလူပြိုကြီးနဲ့နှစ်ယောက်လမ်းမှာအကြီးချင်းဆုံးအပြိုကြီးကဘာမှမဖြစ်ပေမဲ့တစ်ဖက်သားဖြစ်တဲ့လူပြိုကြီးကရင်းနေခေါ်ပြီးတော့ချွေးတွေကြားလာတာတကူလုံးချွဲရောပြောကျဲဘာချွေးလဲအမေစောချွေးခြေသားကျဲကိုယ်တိုင်မကြုံဘူးလားဟောကြုံဘူးပါတယ်ဗျာတဲ့ကြည့်တယ်ဟေးကြိုက်တော့မရှိငိုက်တော့မရှိငတ်တော့မရှိဆိုသလိုရင်တက်ကကိလေသာတဏှာကအတွေးကနှုတ်ဆော်တိုက်တော့ပိတ်လိုက်တဲ့နေဒီလိုရီးစားစကားပြောဖို့နှစ်ယောက်တည်းကြုံဖို့ဆုံဖို့ချိန်နေရတာရစ်တိလားတိမနဲ့တော့ဘူးခုနှစ်ယောက်တည်းလောလောလတ်လတ်တွေးနေမှတော့နေရီးစားစကားပြောတော့တိုက်တော့ပိတ်လိုက်တော့ပါဇက်ကထွေးမိထွေးရအစားချီပြီးပြောလိုက်တော့ကအမကြီးစားပြီးပြီလားဟိုမှာဘယ်ကပြန်ဆင်းပြေကြလားကွယ်ငါမောနေရောနေတို့ဟာတွေကပြောကြအပြိုကြီးကဘယ်ကပြန်ဆင်းအဲ့ဒါဆင်းလာတဲ့အပြိုကြီးကိုအမကြီးစားပြီးပြီလားဆိုတော့မစင်ကြီးစားပြီးတော့ဆင်းလာတဲ့ပုံစံဆိုတော့ဟဲဘယ်ပြောကောင်းမအပြိုကြီးစိတ်ဆူဆူနဲ့ပါရိုက်ထိုက်လိုက်တာပြန်ဆိုအဲ့ဒါကွဲပါလေရောပြောကြမကွဲဘူးလားအော်ချင်းအောင်ပြောတာလဲဒီပါဇက်မဟုတ်အောင်ပြောတာလဲဒီပါဇက်ပြောမြင်ကြံလဲသိစိတ်တဲ့အမျက်စိန်ကြီးပုံငါသုံးပါကပ်ပြီးပြီဟာနန္ဒီယာလူပြိုလေးအဲ့ဒါပြုမယ်ဆိုတော့အပြိုတော်ဖြစ်တဲ့သတို့သမီးကိုလိုက်ရှာတော့တွေ့ပြီးရေဝတီနာမရေဝတီမြည်ကျော်ကုမာရီသတို့သမီးကတော့အတ္တတော်သရတရားမရှိရေဝတီဖျားလည်းမကြည်ညိုတရားလည်းမကြည်ညိုတန်ခါလည်းမကြည်ညိုသရတရားမရှိတဲ့တံမိတ်ဆာဒိဋ္ဌိယူရှိတဲ့ထိုရေဝတီကိုနောက်အိစီနန္ဒီယာမလို့ခြင်းအသွင်တူမအိတ်သူဖြစ်မဲ့နန္ဒီယာမှာသရရှိတဲ့ရေဝတီကသရမရှိတော့ပြောအကျဲအသွင်မတူရင်ဓာတ်ချင်းမတူရင်ပေါက်လို့ရပါမလားမရပါဘူးသို့ကျဲဓာတ်တူခြင်းသာတတဝါပေါင်းကနေကြတယ်ဉာဏ်ဉာဏ်စိတ်ရင်အချင်းချင်းရုပ်ဉာဏ်စိတ်ရင်အချင်းချင်းပေါင်းသိနေကြတယ်အပေါင်းကြောင့်ခုတ်တဲ့အပေါင်းကြောင့်ခုတ်ပြမုတ်ဆုနာနီမုတ်ဆုပြောလိုက်ွယ်အတန်နဲ့လာတဲ့တငါနာနီပြောကျဲဖောက်ကြီးနာနီငါနဲ့ဆက်ခေါ်ကြတဲ့တရားဟောလာတာ52နှစ်ထဲမှာဖုန်ကြီးနာနီဖုန်ကြီးတပတ်မှမရသေးဘူးတခါကြီးတရားဥစဉ်တရားလဲနာပြီးတော့တရားကောင်းလိုက်တာဗျာနားလဲလိုက်တာဗျာသဘောကျလိုက်တယ်ဗျာလက်ဥချီကောက်ပေါ်လိုက်ဖို့ကားထွေးကနီကွက်ဆိုမှကြတခါကြီးဒလတော့ကြည်ညိုသွားရပြီးတာလိုက်ခဲ့ဖုန်ကြီးဝပေးမယ်ဖုန်ကြီးနာနီဖုန်ကြီးမြတ်တပတ်ရမလားလို့တခါကြီးရဲ့ဘဝအစာဝင်လေးရေးကျမ်းမာရေးသေပြီးဥစဉ်တောင်းရမယ်ပြီးတာလိုက်ခဲ့ပါလားလို့ပြောတော့လက်ဥချီတရားရှာတဲ့မလိုက်နိုင်သေးဘူးဖေရလားအိမ်မှာအသေးလေးရှိသေးတယ်အသေးကမပြီးဘူးအသေးလေငါဘောတော့နားလေလားအေးသူတော်ကောင်းဟာသူတော်ကောင်းနေပေါင်းတယ်သူယုံမှလည်းပေါင်းတာခဏထားစိတ်မရှိတဲ့ဘူးသေးလေးမြေကြီးမှာခြားစားလိုက်အပင်လေးပေါင်းလာတော့ဘူးပင်နှစ်လန်သုံးလန်ရှိတော့စင်ပေါ်တင်လိုက်တော့ဘူးစင်ဖြေဘူးဆိုပြောလန်ကွယ်ဘူးဆိုဖယုံမသိသခွားသိမလားပြောကျဲဘာသိမယ်ဟုတ်တယ်ဘူးသိပဲသိမယ်ဘယ်နှမျိုးသိမလဲနှမျိုးသိမှာကောင်းတယ်ဘူးသိရဲ့မကောင်းတယ်ပုံနေတဲ့ဘူးသိလိမ်မို့ပိုင်ပါတယ်ကောင်းနေတဲ့ဘူးသိကိုခူးပြီးတော့ကျေသားနဲ့အကောင်ချင်းပေါင်းချတဲ့ကာလာသားချင်းပုံနေတဲ့ဘူးသိကိုခူးပြီးတော့တိုးစရာပြင်နုအောင်ပြောပြီးတော့ငပိရည်ဒီတော့ငါအပေါင်းရည်နဲ့ဘူးသိပုံနဲ့အပေါင်းချင်းပေါင်းတယ်ငါဘောတော့နော်လေလားမလေလားပြောတယ်တို့ပြိဿတွေကအပေါက်တွေလားအကောင်းတွေလားအကောင်းတွေတို့သူများကြကိုမူသားပြောကြအောင်မလားမပြောတယ်ဒကမာကြီးတွေကိုဗစ်-19ရောဂါကနေကေဝေးကြပါစေဒီညောကွေးမမီးอ่ะငါတော့နားလေလားမလေလားပြောအောင်မယ်တခါကြီးတရားဖုန်းကြီးကပ်ပြရဝေးရဝဲစားအနိကပြုစုရင်းနေလေ
ပေါကြီးကျမ်းမှာရေမကောင်းကိုတွေဘူးတော့နာကိမုတ်တိုင်းတရားဒေတာယူရတော့မပြောချင်ဘူးကိုဘူးနေမကောင်းဖြစ်တော့ဗာလဲတော့အရင်နဲ့ဗမာသွေးစစ်နဲ့နဲတက်တိုက်ခံများတော့ကြာလဲကြာရောဖုတ်ကြီးအရင်ဆွဲပါလေရောဖုတ်ကြီးလဲသားတကလဲသားဒီကံတော့ငါတန်ကမပြင်းမဘူးဆုံးမချင်းတာကသူတော်ကောင်းနဲ့ပေါင်းပြီးရင်သူတော်ကောင်းပဲမပါတဲ့ဟောဒီလောကကြီးဟောဒီအရေးသမားတွေတော့အယုံညံအစုပ်ပြတခိုးကြဖို့သေခြင်းစုနဲ့သာပေါင်းပြီးဆိုသူတော်ကောင်းပါမကောင်းတယ်ပဲပါသွားတယ်ငါဘောတာနားလဲလားအမဲသားပေါပဝါထုံမန်းလောက်ပူပါမှာပုံနေတဲ့အမဲသားဖြူစင်တန်းရှင်းတဲ့ပွာပိုင်းနေထုံဟဲပုတ်ပါလားတီးလက်တီးခါချလိုက်အပုတ်ကအဝေးရောက်သွားပြီမဲ့အနက်ကြံတယ်ဒီကြောင့်သူတော်ကောင်းများမပေါက်တဲ့ပုတ်ကိုနဲ့ပေါင်းကိုမပေါင်းနဲ့ဒကာကြီးတွေအရေးသမားချင်းချင်းတော့အရေးဆိုင်ခေါ်သွားသူတလဲကိုတလဲသူတပည့်ကိုတပည့်မဲဟဲလားငါအရေးသမားမကောင်းမပြောဦးစင်းအဖေကအရေးသမားအဖေရမှုလာတော့အမေကိုအရန်လိမ့်စေလို့တဲ့အမေကအဖေမရှိမှပြောပြလို့ဦးစင်းအရင်ကိုမုတ်လို့မတောက်ခဲ့တာဒါပေမဲ့လူဘွားတော့တခါတော့တောက်ခဲ့တယ်လေတဲ့ကြောင်းသားတော့ကလေအဖေရရှိအမေရရှိကရွာရှင်နတ်စိတ်မှာအမေကဘာလို့ပြောမအရေးတဘူးကျေးတကောင်သွားဆက်သားတဲ့ဆိုပါတော့ဦးစင်းလေတဲ့ကြောင်းသားလေးဘောင်းပူတူလေးနဲ့အမေဘိုင်လေးပူပူသားမဲလေးနဲ့အမေရအရေးပလေးလေးပိတ်ကြိုင်တော့ငါဒလန်းရှာလိုက်နဲ့နဲ့မော်လိုက်နလန်းရှာလိုက်မော်လိုက်အဲ့လက်ကြီးရောငါအဲ့လက်ရောင်ငါမျက်စိတွေကြည့်လို့မရတော့ဘူးဒီလိုအဝိုင်းတွေလဲနေရောဇောက်တူးကြောမြပြင်းနေရောသေးသေးဘွားတော့တခါတော့ငါမူဘူးတယ်သေစာဆိုပြောတာပါကြံတဲ့ချက်ရတော့ဘာမှမတောက်ဘူးအီမန်ကန်တော့သေစာစကားကြဦးစင်းတဲနေတဲ့မြစ်တအောင်ဇေဒီတော်ကြီးအမြတ်ပြည်စည်းအောင်မြင်ပါစေတည်းလို့သေစာဆိုပြောတာပါပြောတာလေးနားလဲလားကဲနန္ဒီယာလက်ယေဝဒီကိုမလို့ခြင်းပေးမယ်မိဘရွှေမျိုးညီကိုမောင်နှမနာချပြောင်းပြပေးစားလိုက်တော့နန္ဒီယာနဲ့ယေဝဒီညာရောခမင်းမြတ်ပေါ့ကွညတော့နန္ဒီယာအိတ်ရှိမှာမန္တထိုဗုဒ္ဓဗမှုခန္ဓာဘိက္ခုသံဃာသာဘောဇနာဒါနအတာတိလူရင်းပြောမယ်မြတ်စွာဘုရားနဲ့သံဃာတော်ရှင်သူများတို့ကိုလက်နေတိုင်းစွမ်းတည်တော်လူဒါနာကိုအတာတိပုပ္ပမုတ်စအပရစေတနာသုတ်တံဖြာ၍ကောင်းစွာမဲ့သွေးလှူဒန်း၍ပူဇော်တော်မူခဲ့ပါပေတည်းနန္ဒီယာလက်မြတ်စွာဘုရားနဲ့သံဃာကိုကြီးညိုလို့နေတိုင်းအဲ့ရှိမှမန္တထိုးပြီးတော့စွမ်းလှူတယ်ပြည်စမ်းကျဲပါလှူတာလဲသူ့ရဲ့ဇနီးမယားကဘယ်သူလဲယေဝဒီဟဲ့ချစ်နမယေဝဒီရိတ်မနစ်ဖြတ်မြတ်စွာဘုရားနဲ့သံဃာတော်ရှင်သူများတို့ကိုလက်စွမ်းလောင်းလို့ဖို့ရန်တွေစွမ်းကွမ်းဝေယဝိဆာချစ်ပြုတ်စီမံစမ်းလို့ခိုင်းတာကိုယေဝဒီညူဆူဆောင်းအောင်နဲနဲကလေးမစေတနာမပါဖြည့်စမ်းကျဲစေတနာပါရဲ့လားဒီတရားဝယ်ကြီးလောက်ကြတာပရိသတ်ရေရွှေမြင့်မို့ယတနာရွှေဆိုင်မိသားစုမတ်တီလောက်တဲ့တရားပွဲမှာဂောပကတွေပရိဟိတပွဲတွေမြို့သူမြို့သားတွေစေတနာပါရဲ့လားပါပါဗျာမလွဲတာလို့လားဟုတ်ပါဗျာအနာလို့လားဟုတ်ပါဗျာဦးစင်းအယုတ်ချောလို့လားမဟုတ်ပါဘူးပြရလားတူပြရတယ်တော့စကားအမဖတ်တာမိတယ်ပဲကတိဗျာအယုတ်ချောလို့လားမဟုတ်ပါဘူးဗျာအသဘောပေါက်တယ်အဲ့လိုရိုးသားတဲ့ပွင့်လင်းရတဲ့ကွယ်ဟာရပြောတယ်ဒီပြိဿမနေ့ပြန်တော့တရားတော့ခေါ်ပန်းချင်တယ်အေးပြိဿကြီးရေလင်းတော်မောင်းနှံဖြစ်တဲ့နန္ဒီယာကိုယေဝဒီကြောက်လို့သာလောက်ရတဲ့ညူဆူဆောင်းအောင်နဲနဲကလေးမစေတနာမပါဖြည့်စမ်းကျဲစေတနာပါရဲ့လားပါပါဘုရားနန္ဒီယာတနေ့သောချိန်ခါမှာစဉ်းစားတဲ့နေတိုင်းငါဆွမ်းလူနေရတာအမရနိုင်လို့လိုက်ကြောင်းလူတန်းကျင်တဲ့မြတ်စွာဘုရားစီသွားဗိုက်တေဗုဒ္ဓကြီးတော်မူသောမြတ်စွာဘုရားအိရှိမှာမန္တထိုနေတိုင်းဆွမ်းလူနေတဲ့ဆွမ်းတကာကြီးနန္ဒီယာဆိုတပည့်တော်ပါဘုရားရတဲ့ရွာထဲမှာမြို့ထဲမှာသူပြောငါပြောနောက်မယ်ကြီးနေတဲ့တထေးကြီးနန္ဒီယာဆိုတဲ့တပည့်တော်ပါဘုရားတာရေးနာရေးကိစ္စတပည့်တော်မပါလျင်မပြီးသလားအရေးပါအရာရောက်တဲ့နောက်မယ်ကြီးတဲ့နန္ဒီယာဆိုလဲတပည့်တော်ပါဘုရားလို့သူရဲ့ဂုံကိုကျွမ်းတာမဟုတ်ပဲနဲ့ကုသိုလ်ပွားတဲ့သဘောမြတ်စွာဘုရားကိုမိတ်ဆက်ပြီးတော့လေတပည့်တော်လေနေတိုင်းဆွမ်းလူနေရတာအမရနိုင်လို့ကြောင်ကြီးတဆောင်ဆောက်လို့လူတန်းချင်းတယ်တပည့်တော်ကိုလက်ကြောင်ဆောင်လူဖို့ရတဲ့မြေနေရာခွေလေးပေးသနာတော်မူပါဘုရားလို့ပြောလိုက်တော့မြတ်စွာဘုရားကဟဲ့တကားတော့နန္ဒီယဟိုနေရာမှာမြေကွယ်လန်းလေးရှိတယ်ကြောင်ဆောင်လူမဲ့ဆိုဆောင်စမ်းလို့မြတ်စွာဘုရားဖိတ်ပြလိုက်တော့နန္ဒီယ
ပြန်လာပြီးတော့တညာလုံးအဲ့လိုမပြောဘူးငါဆွမ်းတကာကနေပြီးတော့ကြောင်းတကာကြီးဖြစ်ရမှာပေါ့လားလို့ညာတော့ကသရင်မျိုးသူမျိုးသားတွေတချို့နောက်တိုက်ဆရာတော်ဖြူချောဒီညအာရပါရဖူးရတော့မဲဆိုတွေးလိုက်တိုင်းပြောလို့အိတ်မပြောတဲ့လူတွေဒီမှာ5-10ရာလောက်ရှိတယ်ဟုတ်လားမဟုတ်လားတော့မသိဘူးကွယ်ခြေသားကြဲညကအဲ့လိုပြောရဲ့လားကြည်ဘယ်လိုဖြေကြတာပါအေးမနေမိုးလင်းတော့နန္ဒီရလေသူရဲ့ဇနီးမယားပဲသူလဲရေဝတီဖြေတော့ငါမမေ့နေတယ်ဘယ်သူလဲနန္ဒီရနဲ့ရေဝတီဇန်လန်းကိုအသက်ဆွဲအောင်ဒီညမတ်တမ်းပြကြံခဲ့မဲ့ဇန်သိမ့်မိုင်းညောရေဝတီတဲ့မနေမိုးလင်းတော့နန္ဒီရကပြောပြီးဟဲ့ချင်းသမားရေဝတီရေငါတော့ပြင်မြတ်စွာဘုရားကိုလေကျောင်းတစားဆောင်းလို့လူတန်းပို့ရတဲ့ရှောက်ခဲ့ပြီးနေကကျောင်းတကမကြီးငါကကျောင်းတကာကြီးလို့ပြောကြီးအပြင်ကျောင်းတစားဆောင်းလို့လူတန်းကြရအောင်နော်လို့တိုင်မင်းသားကိုရေဝတီကနန္ဒီရမျက်နှာကိုစိတ်စိတ်ကြည့်ပြီးတော့ပြောတယ်မလှူနဲ့ဟဲ့နန္ဒီရမလှူနဲ့လှူတယ်ဆိုတာဘာကြိုးမှမရှိဘူးကုံတယ်ရေဝတီအတူတူနေလာတာသာသမီယတနာအပြင်2ယောက်မွေးပြီးနန္ဒီရနဲ့ရေဝတီနန္ဒီရငါတဲ့အသေးကြီးတဲ့သေချင်းသေရင်သူအရင်သေမှာဒီသာသမီယတနာ2ယောက်နေကြံခဲ့မှာကိုလူနေတန်းနေကုံနေခံနေတာကိုသဘောမတူလို့ဆိုပြီးတော့ရေဝတီမလူဖို့အရေးနန္ဒီရကိုအချိန်ချင်းတားတယ်ခြေစမ်းကျဲမတားဘူးလားဘယ်လိုပဲတာတာသရာတရားရှိတယ်နန္ဒီရကမနာဘူးလက်ဣဇိပတနေမဟာဝိဟာရေစလူဤကပေစလူသာရကာရေတဝါမေဇပိတာရာဒီနီတံဝန္တနယတေတောဗုဒ္ဓဗမုခတ္တဘိက္ခုတံကတ္တဒိခိနောတကံအတာတိလူရင်းပြောမယ်နန္ဒီယဆောက်လုံလူတန်းလိုက်တဲ့ကျောင်းကြီးမဟာဆိုတာကြီးတဲ့ဝိဟာရဆိုတာကျောင်းကြီးပြီးတတူဤကပေတိုင်ခန်း40တို့ပြေတန်ချာစေဝိထအပ်သောနန္ဒီယဆောက်လုံလူတန်းတဲ့ကျောင်းကြီးမှာအခန်းအပြင်4ခန်းပြောကြဲဘယ်နှခန်းသဒုတရကာရေတဝါမုတ်ဥချော်တေကြီးရလဲ4ခုဘယ်နှခုလဲမေသဗိဒရာဒီနီကျောင်းရဲ့တွင်မှာလည်းပဲစပွဲလာတိုင်းဗီဒီယိုညောင်းဆောင်အင်းပင်နေရာတင်တော့စီမံတယ်တန်ခါနဲ့မြတ်စွာဘုရားသုတ်ဆောင်ပြည်စည်းတွေစီမံပြီးတော့ကြောင်ရည်သေးချပွဲလုပ်မယ်ဆိုတော့မြတ်စွာဘုရားနဲ့တန်ခါကိုပိတ်တဲ့ဆွာကွမ်းဝေယဝေဆောင်ချစ်ပြုံစီမံပြီးတော့ရည်သေးချပွဲနေမှာသူ့ရဲ့မယားဘယ်သူလဲရေဝတီကိုနန္ဒီယာကခေါ်တယ်နေလိုက်ခဲ့မြတ်စွာဘုရားကိုယ်တိုင်အနုမောဒနာတရားဟောမယ်ကြောက်ရည်သေးချပွဲလိုက်ခဲ့လို့ခေါ်တာရေဝတီကြောက်ကြည့်လိုက်မမြင်ချင်းဘူးလူနေတန်းနေကုန်းနေခန်းနေတာကိုသဘောမတူလို့လက်နန္ဒီယာခေါ်ခြင်းကိုညတော့လည်းပဲရေဝတီလိုက်ရလားမလိုက်ရင်နေကြံခဲ့ပေါ်နန္ဒီယာကြောင်ကြီးဘောမှာမြတ်စွာဘုရားနဲ့တန်ခါကိုဆွတ်ကပ်ပြီးတော့နန္ဒီယာပြောလို့ဆော့ကပ်ပြီးမှနုမောဒနာတရားနာမယ်ဟဲ့ငါဘုရားနားလဲလားအေးဆော့ကပ်နေတဲ့အချိန်မှာတကိုးရမှာဣတတေရတဲ့အရှင်မမောင်လည်းကိုတော်မြတ်ကြီးကောင်းကင်ကြီးဇန်ရင်စီးပြီးတော့ဒေသစာကြီးနတ်ပြည်ဒါနန်လောကသို့ရွှေ့ကြွားကြည့်တော်မူရွှေ့ဆိုနတ်ပြည်ရောက်သွားပြီမြန်လိုက်တာပြောချင်မမြန်ဘူးလားမြန်ပါဘူးဦးသေးကိုနှောက်တိုက်ဆရာတော်လို့အထင်ကြီးနေကြတာကားကြီးနဲ့တနိုင်ငံလုံးသွားနေရတာခုဆိုဟိုးမြေကြီးနာတိကြိုက်ပြီးသွားရအောင်မပေးရပွဲတိုင်းကျော်ပြီးကျော်သွားနေတာငါပင်မိုင်းလိုက်တာနော်ငါဒီကားကြီးမသိကျင်တော့ဘူးတရားပွဲပြီးရင်ဒီပလင်ပေါ်မှာတရားပြီးရင်အမေငါမိကျိုးတွေလိုက်ပြီးနေသေးတယ်ဒါလိုက်မှဆိုလို့လေဇာကမဘဘကရမ်းတဲ့ရွှေစုံကကြောက်ရောက်သွားပြီဖက်ပြောတော့လေးနားလဲလားနောက်တညာပတ်တော်ဆိုလည်းပဲကျောင်းကနေမတရရိုက်လိုက်တာနဲ့ရွှေဆိုရောက်သွားပြီဒါပေမဲ့ငါမရွှေနိုင်သေးဘူးဖက်ပြောတော့လေးနားလဲလားအေးရှင်မမောင်းလက်တကိုးရှင်ဆိုတော့တေးလိုက်စစ်လိုက်နတ်ပြည်အမျက်လုံးနေတယ်လေခါတိုင်းလဲနတ်ပြည်ရောက်နေတဲ့ဒီတကတော့ဒုဆန်အံဩပွဲတော်နတ်ဘုံမဲပိမဲ့ပြတ်တန်ကြီးနေတဲ့ကွာနတ်သမီးတွေချက်ရမ်းပြီးတော့ကြည်ကြဲအပြင်မြင်လိုက်တော့နာတော့တိုးပြီးတော့ကံသေးသောဣဇရာကနာပရိဝုတော်ဒိဗ္ဗပါသာတော်နိဗ္ဗာန်တော်ဣဇရာကနာပရိဝုတော်နတ်သမီးပေါင်းချမ်းရမ်းပြီးတော့နိဗ္ဗာန်တော်ဖြစ်နေပြီးတော့နေတယ်ဖြစ်ပေါ်ပြီးတော့နေတယ်ဣဒဟောဒီနတ်ဘုံမဲပိမဲ့ပြတ်တန်ကြီးဟာကတ်တာပဲသူ့ရဲ့ပြတ်တန်ကြီးလဲလို့မိလိုက်တော့နတ်သမီးတွေကလဲဟုတ်ကြည့်ပြီးတော့ဗတ်တေအရှင်မမောင်းလာကိုတော်မြတ်ကြီးဖေဟာကုသိုလ်ရှင်ကြီးကမလာသေးဘူးကိုတော့လူပိဒနာလူလောကမှာကြောက်ရည်စေချပွဲလုပ်နေတဲ့ကြောက်တကားကြီးဆွမ်းတကားကြီးပရာဟိတပိုင်ရှင်ကြီးနန္ဒီယာတွေဟောဒီနတ်ဘုံမဲပိမှန်ပြတ်သားကြီးနေတဲ့ကွာတပည့်တော်မတို့နတ်သမီးတွေလက်နန္ဒီယာကိုစောင့်ကြိုလျက်ပါနန္ဒီယာမသေးသေးဘူးနတ်ပြည်မှာခြုံနေတဲ့
ခြေစမ်းကြဲကြဲမကြိုဘူးလားအရက်တော့လို့လားမူတမ်းပြောလို့လားဖဲရိုက်လို့လားပြန်ဖြစ်တော့ရှေ့အကြာကိုယ့်အကြာအော်ဆက်လို့လားဘာကြောင့်ဂျူနေတာကုသိုလ်ဆိုလူဒါနပြုလုပ်ကနတ်မစောင့်ကြုံမီကြဲကြဲဆိုလူဒါနပြုလုပ်ကနတ်မစောင့်ကြုံမီကုသိုလ်ကံမှုလုပ်တဲ့ပုဂ္ဂိုလ်ကိုနတ်ပြည်ကနေနန္ဒီယကိုမကြိုဘူးလားဒီစံကြဲကြဲတို့ပရိသတ်တို့ကိုလည်းနတ်ပြည်ကနေမကြိုခြင်းဘူးလားကြိုခြင်းရင်မူသားပြောနေလို့ရမလားအရက်တောင်းနေလို့လည်းရမလားအရာပြတော့ရှစ်အိမ်ညာကိုအိမ်ညာအော်ဆဲနေလို့လည်းရမလားအတိပါကြသံပါကိုပညာဗန္ဒီရှင်မမောက်လန်ကိုတော်မြတ်ကြီးဖေဟာရှင်များလူပြည်ကိုရောက်မှမယ်ဆိုလို့ရှိရင်လေနန္ဒီယတထေကြီးကိုမြန်လာခဲလို့ပြောလိုက်သားပါကိုတော်တပည့်တော်မတို့နတ်သမီးတွေခြေစုပ်လက်နဲ့ပြုချိန်လာပါပြီတဲ့ဟဲ့မမဘူးလားဘာမှမပြောရှင်မမောက်လန်လူပြည်ပြန်ချင်းလာရွှေဆိုပြရောက်လာပြီမြတ်စွာဘုရားကတရားဟောဖို့နေရာယူပလင်ပေါ့နန္ဒီယရှိမှရည်သေးခွဲကြိုက်ထိုင်ညောင်မြောင်းစွာသောပရိသတ်အခန့်ကျွမိပြီးတော့ကျောင်းရည်စဲချအနုမောဒနာတရားနာမဲ့အချိန်ဦးစင်းပလင်ပေါ်ရောက်လာတော့ဒကာကြီးတွေတောက်တော်ကြီးလေးထဲတဲ့မိုင်းလေးတွေပြင်ပေးတယ်အခမ်းအနားမှုကတရားပွဲမစားခင်ခိတ္တအချိန်တွေ့ရတယ်ဒီလိုချိန်ပေးနေတဲ့အချိန်မှာအရှင်မောက္ကလန်ပရိသတ်စုံလင်စွာမှာမြတ်စွာဘုရားစီလက်အုပ်ချီဝင်လာပြီးတော့ဗန္ဒီဘုဒ္ဓကြည်တော်မူသောမြတ်စွာဘုရားငါမြတ်မှာလိုပဲပြောတော့မယ်ပါဠိရွတ်တွေရောရင်မဆုံးနိုင်တော့ဘူးနော်လူပိဌာနာလူလောကမှာကုသိုလ်ကံမှုရှိတဲ့ပုဂ္ဂိုလ်တို့ဟာမသေးသေးပဲနဲ့နတ်ပိဌာနာနတ်လောကမှာနတ်ဘုံမန်းဗိမ္မာန်ပြတ်တန်းကြီးနေတဲ့ကွာနတ်သမီးတွေချက်ရမ်းပြီးတော့စောင့်ကြိုလျက်ပါစောင့်ကြိုနေတယ်ဆိုတာဖြစ်နိုင်ပါမလားမြတ်စွာဘုရားဘာကြောင့်ပရိသတ်စုံလင်စွာမှာဘုရားကိုလာမေ့ရတယ်လဲဆိုရင်ဒုဘုရားရွှေနှုတ်တော်ကအေးဟုတ်တယ်ဆိုတဲ့ဒီအဖြစ်တစ်ခုကိုလိုမေ့လိုက်တယ်ဟောဒီเจ้าတကာကြီးဆွမ်းတကာကြီးပရိဒပိုင်ရှင်ကြီးတထေကြီးနတ်ဒီရတွင်နတ်ဘုံမန်းဗိမ္မာန်ပြတ်တန်းနဲ့နတ်သမီးတွေချမ်းရံပြီးတော့နတ်ပြည်မှာစောက်ကြိုလေးပါလို့ပြောရင်ပုရုစိတ်တွေကမယုံဘူးကွဟဲ့ပြောတာတွေနားလဲလားမြတ်စွာဘုရားမှာတမ်းပင်ညုတညံတော်အလုံးစုံကုန်သီးတဲ့ညံရှိတာဖြစ်ခြင်းကြောင့်မြတ်စွာဘုရားကသီးလျက်နဲ့ခြေသားမောက်ကလန်ဟောဒီသရချင်းပါဏမီရေဆွမ်းတကာအကြောင်းတကာကြီးနော်ပရိဒပိုင်ရှင်ကြီးတထေကြီးနတ်ဒီရတွင်နတ်ပြည်ဒါနာနတ်လောကမှာနတ်ဘုံမန်းဗိမ္မာန်ပြတ်တန်းကြီးနေတဲ့ကွာနတ်သမီးတွေချမ်းရံပြီးတော့စောင့်ကြုံလေးပါစောင့်ကြုံနေတာကိုသိချင်းသားကိုယ်တိုင်မြင်လာလျက်ကနေငါဘုရားကိုလာပြီးတော့မေ့ရခေါင်းတလားလို့တို့ဘုရားရဲ့ရွှေနှုတ်တော်ကမိတ်ခေါ်တော်လဲချွေလိုက်တော့လူတွေလဲကိုချီးပြီးတော့မြတ်စွာဘုရားကြီးအလုံးစိတ်ရောက်နေတယ်။အော်ကုသိုလ်ကောင်းမှုများပြုလုပ်ဖို့ကောင်းတာပါပေသွားတကားနန္ဒီယမသေးသေးပဲနဲ့နတ်ပြည်ဒါနာနတ်လောကမှာနတ်ဘုံမန်းဗိမ္မာန်ပြတ်တန်းတဲ့နတ်သမီးတွေချမ်းရံပြီးတော့စောင့်ကြုံလျက်ပါစောင့်ကြုံနေတယ်လို့တို့ဘုရားမိတ်ပါပေါ့လားဘယ်နေရာမှာဆွမ်းသင်္ကန်းကြောင့်စီပစ္စည်းလေးပါလိုအပ်ပါလဲဘယ်နေရာမှာဖျားတင်နေပါလဲတို့လှူဒန်းခြင်းလိုက်တာဆိုတဲ့မလှူသေးဘူးတရားတရားတစ်ဖွားဖွားနဲ့ဘုရားစီစိတ်ရောက်နေတဲ့အချိန်မှာဘုရားကပါဠိကထာနှစ်ပိုင်းဟောတယ်ပြောခြေခြေလေးပဲနှစ်ပိုင်းပရိသတ်တို့လည်းပဲအိတ်ကလာတဲ့စိတ်ကလောဘဒေါသမောဟစိတ်တွေနဲ့အဝိဇ္ဇာတွေထုံးနေတယ်လေထုံတယ်ထိုင်းတယ်ပေါ့ဝတ္ထုဇာကြောင့်တိုက်ရိုက်ဟောရင်နားမလည်မှာဆိုလို့နိုင်ဝဲတနိုင်လောက်ရည်စရာမောကြနဲ့အဆုံးမဩဝါဒလေးပြောတော့ဟာနောက်တိုက်စရာတော့တရားမစိုးဘူးကွယ်ရည်စရာလေးနဲ့အယုံနဲ့ဖြည်းဖြည်းချောချောစီဆိုတော့ဥသိန်းစီစိတ်ရောက်နေတယ်လေပြောကြက်ဒီစိတ်အာယုဥသိန်းစီမရောက်နေဘူးလားရောက်နေတဲ့အချိန်မှာဒီလိုဝတ္ထုကြောင့်ဟောတော့ပို့ပြီးတော့ဆွဲတာပေါ့ငါဘုရားနားလေလားဘုရားဟောတဲ့ပါဠိကထာနှစ်ပိုင်းရောမယ်တာဓုကြက်ခေါ်အာယုပြုစီရန်ဘွားသိပုရိသံဒုရတော်သောတိမာဂတံညာတိမိတ်တာသူဟင်္ဇာသာဖိနတတိအာဂတံတထေဝကတပုံညာပိအာသမလောကပရဂတပုံညာနိပဋိက္ခဏန္တိပိယညာတိဝအာဂတံဣမဂတံဣဂတာကိုအာသဗကြောက်ပြု၍ဘာကွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါဇာကရုဏာရှင်သာမေတ္တာအဖြစ်ကောင်းထွားမှန်သွေးစောင့်ကြိုလင်းပါတရားတော်ကြီးကိုဟောကြားဆုံးမတော်မူခဲ့ပါပေတည်းပရိသတ်ကြီးရေပါဠိအနဲ့မရောတော့ဘူးလက်တရားရှည်မှာဆိုလို့နော်ဒီတရားလိုက်ပေါ်ဖေးပုတ်ပေါ်မှာအရင်ကိုနာမည်ကြီးပါတယ်စောက်ကြည့်လေးပါပြည့်ပြည့်စုံစုံဟောတာကုကုသင်တရားဟောတာ
မနေ့တော့ပြိတ္တနှစ်နိုင်နီးသွားပြီနည်းနည်းချုပ်ပြောမှရတော့မယ်နော်ညမှာလို့ပြောမှဒီမျိုးပါမျိုးလဲတရင်မျိုးကနေပြီးတော့မကွေမျိုးပဲဖြစ်ဖြစ်ရန်ကုန်မျိုးပဲဖြစ်ဖြစ်ပသိမ်မျိုးပဲဖြစ်ဖြစ်နေပြီးတော့တိုင်းမျိုးတော်ကြီးပဲဖြစ်ဖြစ်မိမိတို့ရဲ့သားသမီးတွေသွားပြီးတော့ပညာရှာစီးပွားသွားရှာတဲ့သားတွေသမီးတွေမရှိဘူးလားရှိပါရဲ့သားတွေသမီးတွေပြန်လာတဲ့ချိန်ကမှမိတွေဘာတွေရွှေတွေမြို့တွေကစောင့်ကြိုကြတယ်လို့ဥစဉ်ကြွလာတော့ကျိုးတော်ဆောင်ကောပကနဲ့ဓမ္မဒါနမတိလူရှင်တွေပရိဒါဘွယ်တွေပြီးတော့ဓမ္မစကြာဘွယ်တွေရောတပြောတပခီယူကြိုးဆိုကြတယ်လို့လေကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကိုလည်းပဲနတ်ပြည်ဌာနနတ်လောကမှာနတ်ဘုံမဲ့ဗိမ္မာပြတ်တန်ကြီးနေတဲ့ကွာနတ်သမီးတွေခြံရံပြီးတော့စောင့်ကြိုလျက်ပါလို့ဒေသနာဝါဒနေဒေသနာနိကိုသုံးသောကနိုင်ဘူးညောင်မြောင်သောပုဂ္ဂိုလ်တို့သည်သောတပန်ဒီပလန်ဒီနီသောတပန်သက္ကရာကနာဂယတဆိုင်ခြင်းသောပါပုနီကောင်းစွာမဲ့သွေရောက်ရရှာလေတော်တည်းတရားလဲဆိုရောသောတပန်သက္ကရာကနာဂယတတွေမဖြစ်ရဘူးလားဘာကြောင့်ဖြစ်တာလဲတရားနာလို့တရားဆိုတာမနာခြင်းနဲ့နာပြောကြဲနာခြင်းနဲ့တရားလဲဆောက်ရောနန္ဒီယာပျော်လိုက်တာလက်ငါကိုနတ်ပြည်ဌာနနတ်လောကကနေပြီးတော့စောက်ကြိုနေပါပေါ်လာလို့သီလဲသီသွားရောအယုတ်ကျေကျေအေခန့်ခန့်နမစုတ်တဲ့အပြည့်ကြီးကြီးကျဲကျဲနန္ဒီယာကုသိုလ်ကောင်းမှုစတဲ့တဖို့တိုးပြီးတော့လှုပ်တယ်မကြာမီတောတွင်းလေးမှာနန္ဒီယာလူပြည်ဌာနလူလောကမှာသေဘွားကြတဲ့နတ်ပြည်ရောက်အမြင့်မြတ်ပေါ့နန္ဒီယာပဲရောက်သွားနန္ဒီယာသေးတော့သူ့အိမ်မှာဘသူကျဲမဟုတ်ဆိုမှသူ့အိမ်မှာသူလင်းမရှိတော့သူတော့ဘောဖီလိုက်ပြီးတော့အလှလေးပြင်းပြီးတော့ရေဝရီအဲ့ရှင်းမှာထိုးထားတဲ့မန္တတွေလည်းအကုန်ပြုံးနေတဲ့ဆွမ်းချစ်ပြုတ်လှူတဲ့နေတဲ့ဆွမ်းအိုးကိုလည်းပဲရေဝရီရိုက်ခွဲလို့ကုန်ပြီးမလူကျင်ပဲကိုတန်ဃာတော်ရှင်များတွေနေတိုင်းလို့ဆွမ်းကန်းကြွားလာတော့တိုက်ပေါ်ကနေရေဝရီဆဲတယ်ငါနည်းနည်းတော့ဆက်ပြမယ်နော်ဟဲ့ဥပရိယကရုတ်တွေသပိတ်လက်ဆွဲမျက်နှာမွဲနဲ့အိမ်တွေလက်ဆွမ်းကန်းပြီးတော့တောင်းစားနေတဲ့ကရုတ်တွေလက်အရှင်မြတ်တို့ရဲ့ဆွမ်းတကားကြီးနန္ဒီယာသေးပြီနဲ့ဆွမ်းလူချင်းရင်သိန်းချိုင်းကိုလိုက်သွားကြဒီညဥစဉ်ဒီမှာကြိတ်မှာပါခေစမ်းကျဲကျဲအာယုဆုံးဘယ်မှာကတ်မလဲတရားဘောတော်မှာမိတဲ့ကြဲကြဲဒါဖြစ်တဲ့သိန်းချိုင်းမှာကတ်မယ်ဖေဟာလိုက်သိန်းချိုင်းမှာကတ်မယ်ဆိုတော့ငါလိုက်မဖုတ်တော်ဘူးဒီတကားကြီးနှစ်ယောက်ကိုခေါ်သွားဟာဒီမဲ့အရှင်တော်တို့ကလူလိုပြောရင်လူလေပဲတန်ဃာဆိုတော့မှလည်းတန်ဃာလေပေါ့တပည့်တော်မရဲ့လေရောက်တာနေတိုင်းအဲ့ချင်းမှမန္တတို့ဆွမ်းချစ်ပြောက်လူတန်းနေတာဖုတ်ပေးနေရတာအမရနိုင်လို့ရှင်များတို့အတိတ်အာဏာမှာကြောင်းကြီးတဲ့ဆောင်ကြီးကျဲကျဲသိမ်မောင်ကလေးသာအကုတ်ကန်းပြီးတော့အလူခံတယ်မဟုတ်ဘူးလားပြောတယ်နန္ဒီယာသုတ္တရာနဲ့သူမြတ်စွာဘုရားကိုရှောင်းပြီးတော့ကျောင်းဆောင်လူတာကိုယေဝဒီထင်တာကတန်ဃာတော်ရှေသူမြတ်တွေကချောကမောကနဲ့ဘယ်လိုပြောမလဲလူပန်းပေါင်းပြီးတော့အတင်းအာဓမ္မအလှခံလို့မဖြစ်မနေလှူရတဲ့လို့သူထင်လို့ရင်ထက်ကပေါင်းကွဲနေတာမဟုတ်ဆိုမှဒီမဲ့ရှင်မြတ်တို့ကိုတတိတော်မှာနောက်ဆုံးစကားတစ်ခုပြောလိုက်မယ်တတိတော်မှာလင်းယောက်ျားလည်းမရှိတော့ဘူးတဲ့တတိတော်မှာလည်းပဲမလူနိုင်တော့ဘူးဒီနေ့ကသာအရှင်မြတ်တို့တပည့်တော်မရဲ့အရိပ်တော်လာမနစ်နဲ့သွားထွဲသွားကြလို့ရေဝရီလင်ညိုတငေါငေါထိုးပြီးတော့ပါဇက်ကပြောပြီးတော့တန်ဃာတော်ရှင်သူမြတ်တို့ကိုအဲ့ဘောကနေနေထုတ်မောင်းထုတ်တယ်တန်ဃာတော်ရှင်သူမြတ်တွေဘာတစ်ခေါမှပြန်မပြောဘူးငါကြည်ညိုလိုက်တာဒီတရားစာဟောဖို့ငါတန်ဃာနေရာမှာနေလိုက်တယ်မဟုတ်ဆိုမှနင်းမလူကျဲအေးစိနေလိုက်သိချင်းဆုံးမှာဒုတန်ဃာတွေတလန်းတော့ပြောတာတော့မြန်လို့တယ်ကွယ်စိတ်ထက်ကဒီလိုကိုဖြစ်သွားတယ်ငါပြောတာနားလည်လားကြီးချမ်းတန်ဃာကိုဒလန်းတော့ပြောတာတော့နည်းနည်းများတယ်ကွယ်ပြောကြင်မများဘူးလားဘယ်လိုပဲများတန်ဃာဆိုတာခန္တီပါမီသိကစိတ်ရှိတဲ့တန်ဃာအစင်းမဲ့ဘယ်လောက်ကြည့်ညို့ဖို့ကောင်းဘာတစ်ခေါမှမပြောဒီဟာဥစဉ်တို့များလေဥစဉ်တို့ဆရာသမားဩဝါဒပြီးကြီးတယ်အရှင်ဘုရားတို့တဲ့သာသနာဝန်ထမ်းရှင်ရန်ဆိုတာသာသနာတော်အမြဲထမ်းနေရမယ်လေသင်နိုင်ရင်သင်ကျင့်နိုင်ရင်ကျင့်မသင်မကျင့်နိုင်ရင်လူထွေးသူများချီးမွမ်းလည်းပဲသီလသမာဓိပညာဂုဏ်မတိုးဘူးလေသူများကြဲရဲလည်းပဲသီလသမာဓိပညာဂုဏ်မရုပ်ပါဘူးလေအလောကဂုဏ်ပဲ
အလုံးပုံမှန်လှုပ်တဲ့ပုဂ္ဂိုလ်ဟာဂုံဆိုတာအလိုလိုရှိတယ်ဂုံရှိတဲ့ပုဂ္ဂိုလ်မှာအခွင့်အရေးဆိုလဲအလိုလိုလာတယ်ဟန်မလုံးနဲ့အမှန်ဆိုတာအဲ့ဒါပဲလိုက်ထွင်နေလို့မရဘူးကြော့ကြည့်ကြရပါမလားမရပါဘူးဗျာအေးကံကောင်းဉာဏ်စွာသာသနာကံကောင်းသူသာတွေးနိုင်တာအဲ့ဒီလိုလင်းညှို့ထိုးပြလိုက်တော့တန်တော်ရှင်သူများတွေဘာတစ်ခေါမှပြန်မပြောဘူးခန္တီပါရမီပြောကြည့်ကြဘာပါရမီခန္တီပါရမီတန်ဃာကိုပဇန်နေပြောတယ်ဆိုတော့ဗာနေပြမတယ်ဝစီကံလင်းညှို့ထိုးပြောတော့ကာယကံစိတ်ပါတော့မနောကံတန်ဃာကိုကံသုံးပါလုံးမပြင်မဘူးလားတန်ဃာကိုပြင်မတော့တရားဟောမဟောတန်ဃာတိုက်ရဖရာသားတော့တန်ဃာတော့အစင်းမှန်ဖြည့်ကြည့်ကြနှလုံးသားထဲမှာတရားမကိတ်ဘူးလားတွယ်ဝိုင်းသောနည်းနဲ့သူတရားကိုလည်းပြင်မရမရဘူးလားတန်ဃာတိုင်းမှာကိတ်နေတဲ့တရားဟာကိုယ်ပိုင်တရားလားဖရာဟောတဲ့တရားလားခြေတန်းကျဲကျဲဖရာကိုလည်းပြင်မရမရဘူးလားဖရာတရားသံဃာယတနာသုံးပါးလောက်ကိုကာယကံဝစီကံမနောကံမြောက်ပြင်မနေတဲ့ရေဝတိအမိုင်မာကြီးသိလို့မိုက်တဲ့ပုဂ္ဂိုလ်ကိုလူပိဌာနလူလောကမှာထားလို့မသက်တော်ဘူးဆိုပြီးတော့ဝေါတော်အမည်ရှိတဲ့နာမည်ကြီးငရဲသားနှစ်ယောက်ကိုခေါ်ဘလူရောင်ဆောင်ဖန်ဆင်းခိုင်းတယ်ရေဝတိမိုင်မာကြီးရဲ့ဘယ်လင်မောက်ကိုဘလူကြီးတကောင်ညာဘယ်လင်မောက်ကိုဘလူကြီးတကောင်ကိုင်းပြီးဆွဲပြီးမပြောကြဘူးသူတို့ကပေါင်ပြီးသုံးကောင်ပြောချင်တယ်ဒုက္ခပါပဲဩပြောကျဲဘလူပဲနကရေဝတီကိုဘလူကြီးနကောင်ကိုင်းနေကြပြီဆွဲနေကြပြီအောက်ကိုတလိုင်းများအောက်ကိုတလောင်များတဲ့ရေဝတီမိုင်းမကြီးကိုနတ်ပြည်ကိုခေါ်သွားမယ်ထင်သလားငရက်ပြည်ကိုခေါ်သွားမယ်ထင်သလားနတ်ပြည်ခေါ်သွားတယ်လာလိုက်ခဲလို့ရေဝတီကိုတန်းလိုက်ကြမေးခဲ့ပါဖေးခဲ့ပါဖျားခဲ့ပါစကြခဲ့ပါဥပ္ပန်ဝင်ကြီးဥပါအောင်ကဲပါအောင်လို့ရေဝတီကိုကြီးတောင်းလိုက်တာဟဲ့ငါပြောတာနားလဲလားရာသေးလားတန်လန်ကြီးဆွဲနေတော့ပြီးတော့နန္ဒီရရှိရသွားပြတယ်ဟာချော့လို့လာလို့တဲ့နန္ဒီရနန္ဒကိုလည်းမြင်ရောရေဝတီမောင်တော်နန္ဒီရရဲ့နမတော်ရဲ့ဖြစ်ကိုကြည်စမ်းပါအောင်ဘလူကြီးနှကောင်ကိုင်းနေကြပြီဆွဲနေကြပြီကျမကြောင်းလိုက်တာကူပါအောင်ကဲပါအောင်လို့ရေဝတီអော်ပြီးတော့အာရပါရပြောလိုက်တာရေဝတီကသာနန္ဒီရကိုမြင်တယ်နန္ဒီရကရေဝတီကိုမမြင်ရေဝတီကသာနန္ဒီရကိုអော်ပြီးတော့ပြောလိုက်တယ်နန္ဒီရကရေဝတီပြောတဲ့အတန်ကိုမကြားမထားသူတော်ကောင်းကိုမှနတ်ကောင်းပါတယ်ရုပ်ဉာဏ်စုပ်ပြတဲ့အောက်ကုသိုလ်ဇီယိုက်ဆိုးကြီးတဲ့သူယုံမာတွေကိုလက်သူတော်ကောင်းနတ်တွေမမြင်ဘူးကွယ်မကြားဘူးကွယ်ဂယုမဆိုင်ဘူးကွယ်ငါဘောတာနားလဲလားတလားရှင်တဲ့နတ်များစင်စရင်ယူကြချာတို့လူတွေမှာတလားလေးတဲ့ရှိတဲ့နတ်တရားရှစ်တဲ့စရင်ယူတယ်ဒီနေ့ဘယ်သူတရားနာသလဲမနာသလဲတရားနာတော့နာတယ်ဘယ်သူကဓမ္မပူဇာလှူတယ်လဲမလှူတယ်လဲဆိုတာကိုဆောင်နတ်ကစရင်ယူတယ်အိမ်ဆောင်နဲ့ချမ်းဆောင်နဲ့မျိုးဆောင်နဲ့နယ်ဆောင်နဲ့တိုက်ဆောင်နဲ့ကဘာဆောင်နဲ့သာသနာဆောင်နာမည်ကြီး၄ပါးကနေ30တရားနာမည်ကြီးမှာပြိဿအလုံးရဲ့စရင်ဥစဉ်ရဲ့စရင်တီကြရှိတယ်ညာလို့မရဘူးစရင်မရှင်းသေးဘူးစရင်ရှင်းချင်းရဲ့သေလိုက်ဒီနေ့သေးဒီနေ့စရင်ရှင်းငါပြောတော့နားလဲလားဒီနားလဲပြီးရောဟေးလေမူပိုင်ပါတယ်ငါရည်စံလဲပြောနေတယ်နေအုပ်ဇက်ကြောင့်ကိုပြောမှရေဝတီမောင်တော်နန္ဒီရရဲ့နမတော်ရဲ့ပြေကိုအာရပါရကြည့်လိုက်စမ်းပါအောင်လက်လူပိဒနာလူလောကတို့ကရှေကျမကိုချစ်ပါတဲ့ခင်မတဲ့အသေးလေးလိုရှင်ခေါ်တဲ့စကားတွေပဲရောက်ကုန်ပြီလဲလို့စာထဲမှာတော့မပါဘူးလင်မယားပြောလေငါနဲ့ပို့ပြောကြည့်တာပါဟာမောက်ဆုံးမသာရိုးသားတဲ့ပွဲလေးနဲ့ပူရင်ပူတာပေါ့ကွယ်သူ့လင်ပဲသူပြောမှာပေါ့ဖြေကြမပြောဘူးလားဟာဘလေအာရပါရသူပြောတာလည်းပြီးရောကြိုင်ဆွဲတဲ့ဘလူနှကောင်ကဟဲ့ရေဝတီမိုင်းမှာဖယားတရားသံဃာယတနာသုံးပါးလောက်ကိုကာယငယ်ဝစီငယ်မနောခံမြောက်ပြင်မတဲ့သင်လိုမိုက်တဲ့ပုဂ္ဂိုလ်ရဲ့နေရာဆိုတာဒီလိုကောင်းတဲ့နေရာမဟုတ်ဘူးလက်လာလိုက်ခဲဆိုပြီးတော့ရေဝတီကိုလေသေအောင်မစောင်းနိုင်ဘူးအရှင်လန်းလန်းကြီးဇောက်ထိုးပြန်ဆွဲကြလာတာဇောက်ထိုးအရှင်လန်းလန်းတန်တဝါကောင်ငရဲမှာဒီချိန်ဒီရှိတယ်မယုံရင်သွားကြည့်မသွားရတဲ့ဒီတကားကြီးကိုလိုက်ပို့ခိုင်းငရဲတရေလူနဲ့တွင်အနင်9သန်းရှိလေသည်ငရဲတရေမှာဒုလူတို့ရဲ့အနင်9သန်းနဲ့သာသနာတော်နေ့2565ပဲရှိသေးတယ်မယုံရင်တကယ်ကိုပြိဿသွားကြည့်ငရဲရောက်သွားရင်လည်းမိတ်ကြီး
အန်တီရေဝရီရေဘယ်မှာလဲသူမတို့လာပါပြီအန်တီရဲ့ကျမတို့လည်းပဲအန်တီလိုဖယားကိုပြင်မလို့တန်ခါကိုပြင်မလို့အေးလိုက်လာပြီအန်တီရဲ့အန်တီခေါ်လိုက်ပါလေခေါ်ပါသူမအန်တီဘယ်သူလဲခေါ်လိုက်အန်တီရေဝရီခေါ်ပါစမမခေါ်ဘူးခေါ်လိုက်အန်တီအမအန်တီလည်းသွားတီးကျင်နေတာခတ်တီးနေပြီသားတော့ပြောရေဝရီကိုဘယ်ကကြိုးငရဲပြောဘယ်ကကြိုးအဲ့ဒီအကြောင်းပြောတော့ငါရည်စရာလဲပြောကျင်သေးတရားလဲရှေ့မှာဆိုလို့ချုံပါတယ်ဆိုမှဦးစင်းတို့ဘိမ့်မှာပဲတရားဟောပြီးတော့ဓမ္မမိုက်တွေတုံးလေးရောက်လာခြေမျိုးဖြတ်နာနာတော့ဦးစင်းဘုရားအဲ့ပါလဲဦးစင်းပဲခေါ်တယ်ဦးစင်းတရားနာတာကောင်းလိုက်တာဘုရားလက်ကိုလီယာကားထင်တာကောင်းသေးတယ်ကိုလီယာလားဒါကိုရီးယားပါမပြီးတော့ကိုရီးယားမှပဲလီယာမှမပြီးရတော့ရပါပဲဘာရလဲကိုရီးယားပါကိုရီးယားငါဘယ်လိုကိုလီယာလားဟောပြီးတယ်ပါးပြောလိုက်တာအေးကိုရီးယားကားတဲ့ကောင်းတယ်ဘုရားဆိုတော့သူတို့ချီးမတော့ငါဝတ်မသားနိုင်ဘူးငါအတမ်းမဲတော့ကလန်ကားပြောမလားပါလားထားပါလေနန္ဒီယာနဲ့ရေဝတီဇန်လန်းကိုဟောလိုက်တာဘုရားလက်တပည့်တော်တို့တရားမနာတန်းပြီမဲ့အသက်ဆွဲအာဒီဝတုဇန်လန်းဟာမမ်းမိသွားတော့မေးစရာလေးတခုရဟဲ့ဘာလို့လဲလို့တာပို့တာရှိသိခံပါဦးဇင်းရည်စရာသိမပြောတတ်တော့နန္ဒီယာနဲ့ရေဝတီဇန်လန်းကိုနတ်ပြည်မှာဟိုလိုတွေးလိုက်ဒီလိုတွေးလိုက်နောက်ရွေးလန်းကအချိန်ဖြုတ်တာသူတို့တွေတော်တော်အသေးရနေတာဘလူနဂါပြစ်ထည့်လိုက်လို့ရေဝရီနန္ဒီယာကပွေးဖဲပြီးတော့များပါလီမန်နဲ့မလားဟိုကင်မလားဒီကင်မလားနန္ဒီယာပဲစိတ်ပွေးမလားဟိုလိုတွေးလိုက်ဒီလိုတွေးလိုက်ပြီးလည်းပြီးတော့ဇောက်တိုးကြီးဆွဲကြဆိုတော့အရှင်လန်းလန်းဇောက်တိုးကြီးငရဲကိုဆွဲကြသွားတယ်ဆိုတော့သူခမဝေါ်တဲ့ပစိုးထမိတ်ဟာဘလို့နေမလဲဗျာကြည်စံတရားနာပြီးပေါမောက်ရှာကြမေးတဲ့ဟာမတွေရှိသေးဟဲတက္ကမကြီးတို့ရေငါတရားဘုန်းကြီးပဇံနဲ့ပြောလို့မသိတော့ဘူးအိပ်ပြရောက်သွားရင်ကိုဘသားကိုလက်တွေစမ်းကြည့်လို့ပြောလိုက်တယ်။ဒကာကြီးတွေသွားမလုံးနေဇောက်တိုးကြီးဖြစ်နေမယ်။ဥကောင်းကိုပြောတာ။သို့ကုသိုလ်ကံနဲ့ဗရာမွဲငရေစောက်ကြုံကြီးအလူဒါနပြုလောကနမစောက်ကြုံကြီးကုသိုလ်ကံနဲ့ဗရာမွဲငွေကြီးစောက်ကြုံကြီးငါပြောတာနတ်လေလားတိုင်းရည်တွေကြိုရတဲ့မိုးပြဲတဲ့မှာပေါ်လိုက်မြုပ်လိုက်ရေဦးဒီတယောက်တည်းမဟုတ်ဘူးငရဲသူငရဲသားတွေအများကြီးပဲပြန်ပေါ်လာတဲ့ချိန်ကမှအတန်လေးတိုးသက်လေးရေဦးဒီငရဲဦးတဲ့ကဥဒန်းကျူးတဲ့ငရဲပြည်ကစကားတန်တောတန်ဝီကရဖို့ကဘာဟနနုဤတောကန္တဝါယောနေလန္ဒနာမနုတံဝရေညူသီလတံပံနောဟောကဟာမိကုသလံဘောသာသနာ့ဘာကလေးကသိရင်နဲ့ကြည်ရင်နဲ့သိရထားတဲ့ပါဠိတော်တွေချိန်တဲ့ချိန်ရောမမေ့ဘူးဒီစောက်ကျွလေးပါတရားလိုက်ပေါ်မှာလည်းနာမည်ကြည့်နေတော့မဟောတာတော်ကြာပါပြီဒီညတော့ကျေးဇူးဆက်အနေနဲ့ပြန်ဟောမယ်ဆိုပြီးတော့နှလုံးသွင်းပြီးဟောပြတာပါပြောတာလေးနားလည်လားရည်စရာပြောဟိုတူစားကြောင်းဟောနေတဲ့ပါဠိတော်တွေရောဖို့ပြန်စဉ်းစားတယ်တခါတလေပေါ်မလာဘူးပေါ်မလာတော့လူမသိဘူးငါကြော်ချသွားတယ်ယဟန်တာမဟုတ်ဘူးလေဟဲ့ပြောတာလေနားလဲလားငါရည်စရာချမ်းညာပြောတာအထင်မကြီးနဲ့ပါဠိတော်ရောလိုက်ပြီးတော့အနည်းပြန်ဖို့တည်းငါပြန်စဉ်းစားနေတာမရောတာကြာလို့မိမှဆုံးလို့မိလည်းသိခံပေါ့နော်တာဟနနုဤတောကန္နဝါယောနေလန္ဒနာမနုတံဝရေညူသီလတံပံနောဟောကဟာမိကုသလံဘောဘောတော်တငယ်ချင်းဖြစ်ချမ်းကုန်သောအိုငရဲသူငရဲသားအပေါင်းတို့အမေငရဲကြံနေတဲ့အချင်းချင်းကိုတငယ်ချင်းနဲ့ငရဲမကြီးရမတမမုတ်ဆုမကြီးရဘာဟသောဟယေဝရီမိသောငါသည်ဤတော့ဟောဒီတန်တဝါကငရဲမခန္ဓဝါလောမြောက်ကတိပြည့်၍မာနုတံယောနေလူဘွားလူဇံလူခန္ဓာကိုလန္ဒနာယခုကြိုက်ကမှာလူပြီမှာပြန်ပြီးတော့လူပြစ်မယ်ဆိုရင်ဝရေညူလက်သူတော်ကောင်းတို့ဟောတဲ့တရားကိုကောင်းစွာအပြင်ငါနာယူခြင်းပါတော့တယ်ရေဝရီငရဲကြမှာတရားနာခြင်းတဲ့ဖြည့်စမ်းကြဲကြဲရသေးလားမရပါဘူးလူပြည်တဏလူလောကတော့ကမြတ်စွာဘုရားကိုယ်တိုင်လူမောတနာဟောတဲ့တရားကိုနာဆိုလို့နန္ဒီယခေါ်တော့ကတော့မလိုက်ဘူး
ခုငရဲကြမ်းမှာဟဲ့ငရဲသူငရဲသားတို့ရည်ဒီငရဲအိုကြီးပူလိုက်တာလောင်လိုက်တာဒုက္ခပြလိုက်တာပင်မလိုက်တာလက်လူကြီးမှာကြာမဟုတ်ပါဘူးတခဏလေးငါလူပြန်ပြစ်မယ်ဆိုရင်သူတော်ကောင်းတို့ဟောတဲ့တရားကိုငါနာယူချင်ပါတော့တယ်ဖြည့်စမ်းကြဲရသေးလားတို့တရင်မျိုးသူမျိုးသားဒေတာမှာဒီတရားပဲဒီညလူကုန်မရောက်ဘူးကွယ်ဆိုငရဲမကြခင်မှာတရားကိုသာကျိုးတင်နာတာပါငရဲကြလေမှာနာခြင်းကမောက်ချမရပါသီလလူတွေစောင့်ကြတဲ့ဂရုဓမ္မနေစာသီလလို့ခေါ်တဲ့ငါးပါးသီလကိုလည်းပဲမြဲအောင်အပြင်ငါဆောင်ထိတ်ကျင်တယ်ငရဲကြမ်းမှာငါးပါးသီလမြဲအောင်ထိတ်ကျင်တယ်ရသေးလားဆိုငရဲမကြခင်မှာငါးပါးသီလသာကောင်းစွာဆောင်ထိတ်ပါငရဲကြလေမှာထိတ်ကျင်ကမောက်ချမရပါဘောင်မြောင်များစွာသောကုသလံကုသိုလ်ကောင်းမှုပြပြကိုကာဟာမိကောင်းစွာအပြင်ငါပြုလုပ်ခြင်းမှာတော့တယ်လက်ငရဲကလော်မြောင်ပြီးတော့လူပြည်မှာတခဏလေးလူပြည်ပြစ်မယ်ဆိုရင်ကုသိုလ်ကောင်းမှုစုံအောင်လက်ယေဝတီလုပ်ခြင်းတယ်ဒီလိုတရားပွဲလဲလုပ်ခြင်းတယ်ဝေယဝိဆလဲလုပ်ခြင်းတယ်နိဗ္ဗာန်ဆိုလဲလုပ်ခြင်းတယ်တရားမနာတဲ့ဟာမတွေကိုလက်ကိုကိုင်ဆွဲနရွက်တွေဆွဲပြီးတော့မရအောင်တရားပွဲရအောင်ယေဝတီပို့ခြင်းတယ်ရသေးလားအာတုကိုအာကုတုကံငရေကံမှာတာတုမခေါ်ကောင်းပြီမဲ့ခြေခြေလေးခေါ်လိုက်တာတုခေါ်တော့ငါခဏနာမယ်ဤဒီဤသို့ယေဝရိနာမယေဝရိမိတဲ့ငရေမကြီးဒီကာဟာမိကောင်းစွာမဲ့သွေကျူရည်၍နောင်တရနေလေတော့တည်းယေဝရီငရဲဥဒ္ဒကနေစောင့်ထုတ်ကြောပြန်တစ်ပတ်လည်းမြုပ်သွားပြန်ပါပြီအတန်းကြတော့ပြန်ပေါ်လာတဲ့အချိန်ခါမှာဒုတိယတကာထာငရဲဥဒ္ဒကဥဒန်းကျူပြန်သေးတယ်အာရမဏိသာရောပိသံဒုက္ခေတေကမနာနိသာဘာပိသံဥဒ္ဒဘာနိသာဝိပါသနိသာစေတသာဘောန္တောတငယ်ချင်းပညာကုံသောအိုငရဲသူငရဲသာပေါင်းတို့တဟံသောဟံယေဝရီမိသောငါသည်ဤတော့ဟောဒီတန်သာဝကငရဲမှာခန္ဓဝါလောမြောင်ကတိတည်း၍မာနုတံရောနေလူဘဝလူဇံလူခန္ဓာကိုလန်းနာနာယခုချိန်ခါမှာလူပြည်မှာပြန်ပြီးတော့လူပြစ်မယ်ဆိုရင်ဒုက္ခေလူသားလူလာအပြည့်ခေခဲလာစွာသောရှောညောအေးအရေးပွဲတို့၌သေကမနာနိစာလန်းလဲပြင်းရင်တဲ့တရားလဲခင်းရင်တဲ့ဘွေလဲဖို့ခြင်းတဲ့ယေဝတိငရဲကြမ်းမှာလန်းပြင်းရင်တဲ့တရားလဲဆောင်ခြင်းတဲ့ဘွေလဲဖို့ခြင်းတဲ့ဖြည့်စမ်းကြဲကြဲရသေးလားအေးဥဒ္ဒဘာနေစာလူအများသားသုံးဖို့ရတဲ့လမ်းဆောင်လမ်းလေးကွာနဲ့ရေအိုးစင်လဲလှူခြင်းတဲ့ငရဲအိုးကပူတယ်လေအေးတဲ့ရေချမ်းစင်လဲပဲရေဝတီလှူခြင်းတဲ့ရသေးလားရောပိတ်တဲ့ဖုတ်ကြီးเจ้าရင်တွင်မှလဲပန်းပင်စိုက်လှူခြင်းတဲ့ဒီလိုပန်းပင်ွက်ဣတိဤသို့ယေဝတိနာမယေဝတိမိတဲ့ငရဲမကြီးဒီကာဟာမိကောင်းစွာမဲ့သွေကျူးရင်၍နောင်တရနေလေတော့တည်းဆိုနောင်တမိုင်းနောင်တနောင်မမဖြစ်စေနဲ့နောင်မဖြစ်ရင်အပယ်ခွင်မှန်ပင်ရောက်ရမှာယေဝရီစောက်တို့ကြောပြန်ငရဲဥဒ္ဓမှာမြုပ်သွားပြန်ပါပြီအတန်ကြာတော့ပြန်ပေါ်လာတဲ့ချိန်ကမှနောက်ဆုံးတကားထားဆုံးပါပြီသာတုဒ္ဒသိပိသန္တသိယသပိကံတအတ္တမိပါတိဟာရိယပိခိသအထေငံသူသမာဟိတံလလူရင်းပြောမယ်အိုငရဲသူငရဲသားတို့ရည်ဒီငရဲအိုကြီးပူလိုက်တာလောင်လိုက်တာဒုက္ခပြစ်လိုက်တာပိမန့်လိုက်တာလူပြည်တနာလူလောကမှာကြာမဟုတ်ပါဘူးလက်တခဏလေးငါလူပြန်ပြင်းမယ်ဆိုရင်ဥပုသ်ဆောင်ခြင်းတယ်ရသေးလားရပါဘူးဒီနေ့ဥပုသ်နေဆိုရင်မနေ့ဖြတ်တရေတိုးပြီးတော့ဥပုသ်ဆောင်ခြင်းတယ်မရတော့ဘူးဒုပရိသတ်တို့ဝါတွင်ဥပုသ်နေတဲ့ဘုန်းကြီးကျောင်းဥပုသ်စရက်ဖရာတဆောင်ကျောင်းကဥပုသ်ဆောင်ဖို့လူကုန်မရောက်ဘူးဝါကြောသွားရင်ဘုန်းကြီးကျောင်းနဲ့ဥပုသ်စရက်နဲ့သေကန်းရှေကန်းပြတ်ငါပြောတာများလားများပါဗျာဆိုငရဲမကြခင်မှာဥပုသ်တိလသာကောင်းစွာဆောင်ထိန်စွာငရဲကြလင်မှာဖိတ်ခြင်းကမုတ်ချမရပါဣ
တိဤသို့ယေဝရိနာမယေဝရိမိတဲ့ငရဲမကြီးသည်ကာမိကောင်းစွာမဲ့သွေးကျွရင်၍နောင်တရနေလေတော်တည်းဆိုနောင်တမိုင်းနောင်တနောင်မမဖြစ်စေနဲ့နောင်မဖြစ်ရင်အပေခွင်မမင်းရောက်ရမှာအလူဒါနယူလောကနတ်မဆောင်ကြုံမီကုသိုလ်ကံနဲ့သရမွဲမရေဆောင်ကြုံမီအလူဒါနယူလောကနတ်မဆောင်ကြုံမီကုသိုလ်ကံနဲ့သရမွဲငရေဆောင်ကြုံမီဒီတရားနာပြီးရင်ကိုရိပ်မိကြနန္ဒီရလိုနတ်ပြည်ကကျိုးမဲ့ကုသိုလ်ကောင်းတွေနေဗလာလောက်ခုပြီလဲယေဝရီကိုငရဲကစောက်ကျုံမဲ့အကုသိုလ်တွေဘလောက်များပြီလဲလို့ကိုတွေကိုမေးလေးပါဆန်လာပြန်လာနေကပဲဟာပြိဿံများကြီးဦးစင်လည်းပါတယ်ဒီကောပကာကြီးလည်းပါတယ်လူပြည်ကနေသေးနတ်ပြည်ပြန်မပြည်နိဗ္ဗာန်တိုက်တည်သွားတာကအဆန်းလူပြည်ကနေသေးငရဲတရိစ္ဆာန်ပိဋ္ဌာသူတကယ်အပယ်လေးပါးသွားတာကအပြန်လန့်ဆန္ဒနဲ့ပြန်တာပဲဟာကောင်းကိုတွေကိုမေးလေးပါဆန်လာပြန်လာနေကပဲဟာဒါနအမှုအပြု၍သာမေခရီအပြည့်ချီတဲ့ကြပါစို့စိတ်မှန်တဲ့ဘုရားရဲ့သာသနာမှာစိတ်မှန်တဲ့တရားတရားနဲ့ဟန်မလုံးနဲ့အမှန်လုံးတဲ့သစ္စာဆိုကုသိုလ်တွေပြုပြီးတော့ဒါနပါရမီကုသိုလ်နဲ့နိဗ္ဗာန်ရအောင်သွားကြပါစို့တရားမှလိုက်မယ်လို့မပြောကြဘူးပရိသတ်ကြီးရေတတငါတစ်ပါးတည်းပဲငါနိဗ္ဗာန်သွားတော့မယ်ကြီးစံနဲ့ဒါနတရားနဲ့နိဗ္ဗာန်သွားကြပါစို့ဆိုရင်လိုက်ပါမယ်ဘုရားလို့ပြောလေဒုက္ခပါပဲငါမှအာရပါရခေါ်နေတာသံသင်္ကန်းကြောင့်စေပစ္စည်း၄ပါးတွေဘုရားတဲ့ကြောင့်ဒါနပါရမီတို့နဲ့ပရိသတ်ကြီးရေစိတ်မှန်တဲ့ဘုရားရဲ့သာသနာတွင်မှာစိတ်မှန်တဲ့ဒါနတရားနဲ့ဟံမလောက်ပဲနဲ့အမှန်လောက်ကုသိုလ်ပြုပြီးတော့ဒါနတရားနဲ့နိဗ္ဗာန်ရအောင်သွားကြပါစို့ကိုတွေ့ကိုမေးလေးပါဆန်လာပြန်လာနေကပဲဟာသီလအမှုအပြု၍သာမေခရီအပြည့်ချီတဲ့ကြပါစို့ယနေ့နန္နာရီတရားနာတဲ့နန္နာရီရှေပါသီလမြဲတဲ့နန္နေမို့တာလေးရောက်တဲ့ချိန်ကမှာအာယုတ်တဲ့မှာနေထွက်သလိုသီလရှိမှနိဗ္ဗာန်ရမယ်ယောသဝတ္တတတဇီဝေဒုတ်တိလောအတ္တမယိတောဧကံဇီဝိတံသေယောသီလဝတ္တသာယိနောကိုချင်းသီလပြည့်စည်ပြီးတော့နေပေါင်းတရားနေခြင်းနေလိုက်ယနေ့နန္နာရီရှေပါသီလမြဲဟာအမြတ်ပဲတရားဥစဉ်တရားပွဲတိုင်းမှာ၅ပါးသီလမပေးဘူးရှေပါသီလပေးတယ်အဋိဋ္ဌသီလပြီးရမတရအလိုလို၅ပါးဖြစ်သွားတယ်ရှေပါသီလတင်ညာရပြီလေနန္နာရီပြောချင်ရင်မရဘူးလားအေးဒီလိုကိုချင်းသီလတရားနဲ့လည်းပဲနိဗ္ဗာန်ရအောင်သွားကြပါစို့လိုက်ပါမယ်ဘုရားလို့ပြောပြီးတော့ဒီပါဇက်မူသားပြောနေလို့မရဘူးနော်အရင်တောင်းနေလို့လည်းမရဘူးမူသားပြောရဲ့အရင်တောင်းရတော့ငါဆောက်ကန်ခဲ့မယ်နည်းနည်းများလားကိုတွေကိုမေးလေးပါဆန်လာပြန်လာနေကပဲဟာဘာဝနာအမှုအပြု၍သာမေခရီအပြည့်ချီတဲ့ကြပါစို့ခုလိုတရားပွဲကြီးတွေလုပ်ပြီးတော့အနိစ္စဒုက္ခအနတ္တဝိပဿနာရှုပြီးတော့လည်းနိဗ္ဗာန်ရအောင်သွားကြပါစို့ကိုအားကိုဆိုယိုကြံလာကိုမတပါအထာဇယဘယ်မှာမရှိအသီးဝင်ပါကိုတရားကိုအားကိုပါလူပိဒနာလူလောကတော့ကနန္ဒီယနဲ့ယေဝရီနဲ့နန္ဒီယလင်မယကလင်ကိုအာကိုတယ်လင်ကမယကိုအာကိုတယ်လို့ဘလို့ပဲအာကိုပြီးတော့နေလက်သေသွားရင်တရားနေတရားအာကိုလို့ရသေးလားတချို့ပြောတယ်လင်လူရင်မရရတယ်မရလူရင်လင်ရတယ်လို့မပြောဘူးလားမဆိုင်ဘူးနန္ဒီယကုသိုလ်ယေဝရီနဲ့ဆိုင်ပါလားဆိုင်တယ်နည်းရှိတယ်လင်လူရင်မရသဘောတူမရလူရင်လင်သဘောတူရင်ငင့်ပြေတော့လဲတကိုင်းတယ်ဖြည့်စမ်းကြဲခွေးပြေတော့လဲတကိုင်းတဲ့မလုံးနဲ့ခွေးပြကြီးဖြစ်တော့မှာငါပြောတာသားလေလားကိုတွေကိုမေးလေးပါ
ကိုအားကိုဆိုရုပ်ကြံလာကိုမတပါအထာစရာဘယ်မှာမရှိအသီးဝင်ပါကိုတရားကိုအားကိုပါသေသွားရေတရားနေတရားအားကိုလို့ရသေးလားကိုအားကိုရမှာကကိုလှုပ်ထားတဲ့ကုသိုလ်တရားဒါလေကိုရဲ့အားကိုရဟဲ့ငါပြောတာနားလည်လားကိုဘွားမှာသစ္စာရှိဆိုတာဘယ်သူလဲပန်းဝတ်ကြီးလင်းညွတ်တော့လင်းနေမရတော့မှလဲတရားနဲ့တရားမှသစ္စာမရှိကြဘူးတိခံထဲသလိုသူများလင်းမရဖောက်ပြနေတာငါမပြောဘူးတချို့လင်းစိတ်ဆုပ်မှမရမပြောဘူးမရစိတ်ဆုပ်မှလင်းဟာလိုက်ကြတယ်ပြောတော့နေဦးငါချစ်တဲ့နေဦးငါသစ္စာရှိတဲ့ဆိုဘယ်မှလဲဒီသစ္စာရှိမိဘနဲ့သားသမီးပြဿနာဖြစ်ရုပ်တယ်ဖြည့်ရှင်းရတဲ့မွေသားသားသမီးတွေမဟုတ်တော့အရင်ငါကြောက်ဘူးတယ်ငါပြောတာနားလည်လားဒီပြဿနာဘာကြောင့်ဖြစ်လဲဘာသာရေးရှူတာနေကြည့်တော့ဒီသားသမီးတွေမလိုက်မှဘူးလို့တပည့်သားမတွေ့နဲ့သစ္စာမရှိလို့မိဘကသားသမီးပေါ်သစ္စာမရှိတယ်လားသားသမီးကမိဘပေါ်သစ္စာမရှိတာလားဆိုတို့အလုံးမဟုတ်တရားရုပ်ကတရားစီရင်တယ်မိဘနဲ့သားသမီးပေါ်မှာလည်းသစ္စာမရှိကြဘူးလာသေးတယ်ကောပကားကြီးတွေဒီလိုဆရာကလက်တွဲညီလိုက်တာပြလိုက်သိုးတိုင်ပေကောင်းတိုင်ပေလိုက်ငါအသေး50နှစ်ရှိသွားပြီ30နဲ့တော့ဘယ်ကောပကားတရားမှဒီပြီးတော့အရေးဆိုင်သွားအောင်မယ်ဖေဟာဘယ်တက္ကမကြီးတရားမှဒီပြီးတော့ဟိုအိတ်သွားမူသားပြောအောင်မယ်ဖေဟာဟိုတာရဲနာရဲတော့ရင်အလက်တုပ်ပြီးတော့ဖက်နဲ့အစုံမခိုးအကောင်းလေးခိုးပြန်မယ်ဖေဟာလို့သိုးတိုင်ပေတရားမှလာမတိုင်ပေဘူးဒီလိုဆိုဒီကောပကားတွေလည်းဒီဖုန်းကြီးပေါ်မှာသစ္စာမရှိဘူးပေါ့ကိုဘဝမှာကိုရဲ့သစ္စာရှင်ဆိုတာဘယ်သူလဲသို့ဘဝခကြီးပွားကုသိုလ်တော်တွဲခေါ်ယူရမယ်သစ္စာခိုင်မြဲကုသိုလ်လည်းလက်တွဲခေါ်မိတာဘဝခကြီးပွားကုသိုလ်တော်တွဲခေါ်ယူရမယ်သစ္စာခိုင်မြဲကုသိုလ်လည်းလက်တွဲခေါ်မိတာကိုဘဝမှာကိုရဲ့သစ္စာရှိဆိုတာဘယ်သူလဲဆိုရင်ကိုလှုပ်ထားတဲ့ကုသိုလ်တရားနိဗ္ဗာန်မရောက်မချင်းလက်တွဲပြီးတော့ကိုပို့ပေးမှာမထာကုသိုလ်သာမြတ်မြတ်လို့ကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်တွေသေတာမဟုတ်ဘူးလေကုသိုလ်နဲ့သာသေလဲသေရမရဝတ်တာမြောက်တော့ကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်လူပိကနေသေနန္ဒီယနတ်ပြည်ဗျမပြည်နိဗ္ဗာန်တိုင်ဒီဘုံစင်ဆန်သွားမယ်ပြောကုသိုလ်နဲ့သေမလားအကုသိုလ်နဲ့သေမလားကုသိုလ်နဲ့သေပါဗျာကာယကံဝစီကံမနောကံလားအကုသိုလ်ဖြစ်အောင်နေမလားကုသိုလ်ဖြစ်အောင်နေမလားကုသိုလ်ဖြစ်အောင်ကိုယ့်ရဲ့ခန္ဓာကိုယ်တွင်းကလောဘတရားတွေရှည်တတ်တယ်မလားလောဘပယ်တတ်မလားတရားနဲ့တရားမကျေနပ်တဲ့ဒေါသတရားနဲ့တတ်ဖြတ်အေးဆဲဆိုကြိတ်မောင်အာဃာရအညွန့်နဲ့နေကြမလားနေပါဗျာမနေလဲပြီးတာပဲငါမေးကြည့်တာပါလဲဟဲ့တော့နားလေလားငါအားရပါရပြောနေနေသေးတယ်တခုပြောအောင်မယ်နော်ပြီးတော့တရားသိတော့မယ်ရှည်လက်ရှည်ပြီးပြိဿတရားနဲ့မနှစ်နာရီကြော်သွားပြီခဏလေးလိုပဲနှစ်နာရီလာခွဲတော့မယ်ဒုက္ခနော်ငါကြီးစရာထိုင်ပြောခြင်းလေးဟိုပကံဒီပကံကထိုးပိုးတဲ့ဘိုးလာဆိုတဲ့ဟိတ်တူကလာကြီးတရားရှိတယ်လေကာကွဲရေယူတော့ခီးတဲ့တရားပြောတဲ့ဘိုးလာကလာနဲ့လေရေယူလာကြီးလားလို့ပြောတော့လှေပေါ်မှာတရုတ်တကကြီးကတရားပါတော့ဘာမှလို့မပြီးဘူးရေယူတာမဟုတ်ဘူးလေတရုတ်ကြီးကရေဝမ်းတယ်အတိတ်ပဲရှိတယ်နော်ယူတယ်ဆိုအတွေ့အရေးအပြည့်ထွေရမယ်အပြည့်အရေးအတွင်းကိုဝင်နေတော့တယောက်ကြီးကရေဝမ်းတယ်ပြောကြကြရေဝမ်းတယ်ပြောတော့တန်မှန်ခတ်တဲ့ဟိတ်တို့ကလာကြီးကကိစ္စမရှိဘူးမရှိဘူးဆိုတော့ခီးတဲ့တင်ပစ္စည်းတွေတင်ကန်းကနေလော့ခတ်ရင်းချောင်းကကျဲတယ်ဆိုပါတော့လေအကွဲများတော့ကြာလေတယောက်ကြီးပြလို့ရေဝမ်းလေပေါ့ရေလေတဲ့ကြာကြောလှေထဲမှာရေအပြီးဖြစ်မှတန်မှန်ခတ်တဲ့ခါကြီးပြောတယ်ဟေးတယောက်ကြီးကိစ္စရှိပြီကိစ္စရှိပြီငါအလကားပြောနေတာမဟုတ်ဘူးနော်မတန်းစရာလေးကြံခဲ့ကြည့်တယ်ဘာရှိပြီလဲပြောကြည့်ကြဘာကိစ္စလှေမြောင်းနေပြီကုတိုင်းရင်ကုဖို့ကိစ္စမကုတိုင်းရင်လှေဖို့ကိစ္စငါဘောတာနားလည်လားဒုပရိသတ်တို့ဒီလင်ဒီမြဒီစီးပွားရေးနဲ့ညာတရားလာမနာနဲ့ဓမ္မပူဇာမလှူနဲ့တရားပွဲမလုပ်နဲ့အေးစေးနေလိုက်သမ်းပါကိစ္စမရှိသေးဘူးဘယ်ချိန်မှရှိမလဲသေခါမိမှခွေးနေကြီးတွေလာဆွဲနေပြီကုပါအောင်ကဲပါအောင်ငါဘောတာနားလည်လားအစကြမ်းကြမ်းနဲ့ရိုင်းပြောခိုင်းမယ်ဟေးကိုပေါက်ကိုလောက်အောင်ပိတ်လိုက်စမ်းအပွဲလေးပါပြောကြအပွဲပဲနှစ်ပါဟိုမှာကန်းဆန်းမှာကွဲနေတဲ့လှေပေါက်ကိုသူများတတိပေးလို့ပိတ်လိုက်ရင်ဟိုမှာကိစ္စဆိုတာမလာတော့ဘူး
ကိုပေါ့ဆိုပဲပေါ့ကိုပြောတာလေအပယ်၄ပါးခေါတကနိကေအင်္ဂုတ္တအထာကရာမှာဒုဘုရားပြောထားတဲ့အပယ်ဗိတ္တိယ9ပါးရှိတယ်သရဏေကုံကိုလုံးချုံပဲဘုံမကြပြီသရဏေကုံ3ပါးမြဲရင်အပယ်ပိတ်တဲ့ကွယ်ကြောင့်ဖရာတရားတန်ခါယတနာ3ပါးမပြင်းမကြတဲ့ဒီနိုင်ငံတော်ကြီးကတာမန်နိုင်ငံမဟုတ်ဘူးဗုဒ္ဓဘာသာထောက်ကားတဲ့နိုင်ငံတော်ကြီးဒုဘုရားပြောလိုက်တဲ့စကားမှန်လိုက်တာငါဖရာသာသနာနေလို့လားလို့ထောက်ကနဲ့နိုင်ငံရဒုမြန်မာနိုင်ငံပြောသားလို့ပိဋကံ3ပုံနှုံငုံအာဂုံတက်တဲ့ဖရာတန်းတော်တန်ကတော့ဒုမြန်မာနိုင်ငံမှာ16ပါး6ပါးပြန်တော်မူတော့သိကြီးတွေရောက်ဘူး10ပါးရှိသေးတယ်ဖရာပွဲရအိန္ဒိယနိုင်ငံမှာတပါးမှမရှိဘူးစင်ကာပူမရှိဘူးဂျပန်မရှိဘူးချမ်းသာပါဘူးအမေရိကန်ဘယ်နိုင်ငံမှာမှမရှိဘူးဒုနိုင်ငံမှာဖရာတရားအကုတ်တက်တဲ့တန်ကအစိမ့်မှန်ရှိတယ်ဦးဇင်းတို့မတောင်းတစ်ခေါက်တက်တဲ့ဘုန်းကြီးတော်တရားမနာနဲ့ဟောနေရတာဖရာတရားအကုတ်တက်တဲ့တန်ကဘလောက်ကြည်ညိုဖို့ကောင်းတန်ကဟာယတနာထိုက်တဲ့လူလိုမျိုးထက်တွေ့လို့မရဘူးပြောချင်ရလားဘာထိုက်တာလဲယတနာထိုက်လို့တန်ကကိုတန်ကလို့မြင်ကြသမ်းပါမပြင်းမကြနဲ့ဖရာပြင်းမထိုသူကရောင်ညာအပယ်ရွာဘယ်သူလဲယေဝရီတရားပြင်းမယေဝရီကရောင်သွားငရဲရွာတန်ကပြင်းမယေဝရီကရောင်သွားငရဲရွာနင်းတို့ကိုငါပြောနေတာငါဘောတော့နားလည်လားမကြည်ညို့ရဲ့မလှူနဲ့ရှိမခိုးနဲ့တရားမနာနဲ့ကုသိုလ်မရရုပ်ပဲရှိမယ်မပြင်းမကြနဲ့ကိုမိုက်ကိုခန့်ကိုဘွားသမိုင်းကိုရေးကြတယ်လေငါဘောတော့နားလည်လားတကယ်ပါဒီတရားခရစ်ယာန်တွေလည်းလက်ခံတယ်အစ္စလာမ်တွေလည်းလက်ခံတယ်ကုသိုလ်အကုသိုလ်နဲ့ခွဲဟောပေးတယ်ဒါမဲ့လင်နေမရကြဖို့တဲ့တကကြီးလက်ပြီးပို့ပြီးတော့တကမကြီးကိုငရက်ပို့တယ်လို့ဒီလိုရှင်မြင့်မှုမထင်ပါနဲ့နော်ဒါလည်းပြောသေးတော့ကြတကမကြီးကစိတ်ပြေးပြီးတော့တော်ဟဲ့နောက်နေ့ဒီဖုန်းမပေးမှဆိုလို့လေတကမကြီးတော့ရှားတဲ့လာမနေကြီးကြီးကျယ်ကျယ်အရှင်မြတ်ကိုအမရောက်ဖျားလက်ခဲကလာတော့တရားဝကြီးလုံးမယ်ဖျားလက်တကကြီးလည်းအာရပါရရွှေရတနာစိတ်ဆိုင်ဆိုတော့လာမနေတရားပွဲမှာရွှေပါမဲဖောက်တယ်လို့ငါသတင်းကြားလိုက်တယ်လာမနေတရားပွဲဆိုအတန်တရားနေလာကြနော်မဲဖောက်တဲ့ထဲမှာဥစဉ်နဲ့တမဲထဲဖောက်ပြီးတော့ဒီခေါ်တရားချင်းနဲ့ရွှေလို့ချင်းဖြစ်နေတော့မှာဒီခံပါရည်စရာလေးပြောတာပါပြောတာလေးနားလည်လားသူများအပြေးကိုမမြင်နေပြိတ္တပြုသမျှအသက်ဖြစ်သမျှအဟောင်းမကောင်းလဲငါကောင်းလဲငါကံတရားကပြုပြနေတာကိုကံကြောင့်ကိုခံရတာဟိုလူကြောင့်ဒီလူကြောင့်လင်ညိုထိုးနေသေးတော့နိဗ္ဗာန်ဘယ်တော့မှရတော့မလဲဒီသတ္တရာမဆုံးတော့ဘူးပြောကြဲဆုံးမလားဆုံးပါဗျာတရဏေကုံကိုလောက်ချုံပဲဘုံမကြပြီငါးပါးသီလမြဲလေကမုတ်ချအပယ်မကြပြီငါးပါးသီလသာမြဲငရက်တရိစ္ဆပိဋ္ဌသူတကယ်အပယ်လေးပါမသွားတော့ဘူးစာရေးတံဆွမ်းပေးလူတန်းပယ်လန်းဘက်ကမသွားပြီစာရေးတံဆွမ်းလဲမဲပေါလူတန်းတဲ့ဆွမ်းပေခိကာဆွမ်းပေးလူတန်းပယ်လန်းဘက်ကမသွားပြီလာဆန်းပိကလာဆုပ်ပိကလာပြီးလောက်ွယ်လူတန်းတဲ့ဥပုသ္တေဆွမ်းငါဘောတာနားလေလားဝါဆိုသင်္ကန်းဖန်ဝါသင်္ကန်းပေးလူတန်းပယ်လန်းဘက်ကမသွားပြီသင်္ကန်းလူရဲ့အပယ်ပိတ်တယ်လေဘယ်နှပါ၅ပါးပြီးတော့ရေတွင်းရေကန်လှူဒန်းပြန်အမှန်အပယ်မကြပြီရေတွင်းရေကန်လူရဲ့အပယ်ပိတ်တယ်ကျောင်းလှူဒန်းကပယ်လန်းပါမုတ်ချာမသွားပြီအပယ်ပိတ်တရားခုနှစ်ပါးမတန်းလိုက်နာပါဘောတာနားလည်လေအုပ်ကြီးဆိုဝိပဿနာဆိုတာခန္ဓာမှာပညာရှိသွားရှုရမယ်ပညာရှိသွားရှုတော်အားနှစ်ပါးယုံနဲ့တွေ့လိုက်မယ်ဉာဏ်ယုံဟုကအနိစ္စမုတ်ကြမမြဲပါဉာဏ်ယုံဟုကဒုက္ခမုတ်ကြဆင်းရဲတာဉာဏ်ယုံဟုကအနတ္တမုတ်ချဆိုမရတာနတ္တိကောစီဘဝနေသောသင်္ခါရဝါပိတတ္တတာဥပ္ပေဇန္တိသဒေကနာသဝတိအပရာပရံကောစီဘဝကြီးကြီးငယ်ငယ်တွဲတွဲရှိသည်များဘယ်ဘုံဘယ်ဘဝမျိုးမဆိုနေသောမပြည့်စုံပဲနဲ့မြဲတည်တတ်တဲ့ဘုံဘဝမျိုးဆိုတာနတ္တိဘယ်လိုမှရှုရှုမရှိဘူးထင်ကြလားပါပြီတော့ဤဒေခရဝါပိကံတေဥဒုဟာရတိတော်အကြောင်းပြ၄ပါးတို့ကြောင့်ဖြစ်ပေါ်ချုပ်ပြောင်းပြီးတော့နေကြတဲ့သင်္ခါရတရားတို့ဒီလည်းပဲတတ္တတာဘယ်တစ်ခုဖြင့်ဆွဲလန်းမှုပိုင်ပိုင်ခိုင်မာအပြည့်ပိုင်မာမရှိပါပေဒီခန္ဓာဒုက္ခနာ၅ပါးယုံနဲ့နမသင်္ခါရတရားတို့သည်ဥပ္ပိသန္တိစာအကြောင်းအလျော်စွာဖြစ်ပေါ်လာကြကုန်ပြီ၍
အပရာပရံဖြစ်ပေါ်ပြီးဒီမှာနောက်ကလာနိုင်သဝတိမယံတမနာတံဟောဒီလိုကင်ဆန်းလို့မရပဲဗယံပရာအဖြစ်ယိုရွေ့ပြည့်စည်နေတဲ့ခန္ဓာကိုယ်ကြီးဖြစ်ပါပေတော်တည်းသို့နိဗ္ဗာန်ဉာဏ်နိဗ္ဗာန်ဧကံရှာမိကြနိဗ္ဗာန်ရယံတရားမှန်ဧကံနာသာကြနိဗ္ဗာန်ရယံဝိပဿနာမှန်ဧကံရှုမှတ်ကြဝိပဿနာရှုမှတ်ကိုယ်ဘာဝမௌကြအေးချမ်းမှာအေးချမ်းရမှန်ဉာဏ်နိဗ္ဗာန်ဧကံရသိတိဤနည်းဤသို့ဘဂဝါဘုရားရှိခိုးတော်မြတ်ကြီးသည်ဩဝါစာကရုဏာရှိတာမေတ္တာအဖြစ်ကောင်းစွာမဲ့သွေးစောင့်ကြိုလေးပါတရားတော်ကြီးကိုကြောက်ပြုပြီးတော့ခန္ဓာရှိဉာဏ်နဲ့ဒီကိုဝိပဿနာတရားတော်ကြီးကိုလည်းပဲကောင်းစွာမဲ့သွေးဟောကြားဆုံးမတော်မူခဲ့ပါပေသတည်းတရားသိမ့်မယ်ဆိုရှေးရဒေတာနောက်ရဒေတာတောင်ရဒေတာမြောက်ရဒေတာအထေရဒေတာအောက်ရဒေတာနေကြတဲ့မြောက်ဝင်းနေကျမ်းမာစေကြီးရွှေလန်းအေးချမ်းလို့ပါကြပါစေဘေးရန်တွေကြောင်းကြမှုနဲ့တောင်းတမှုအတွေ့တွေအေးစေကြောင်းစုတောင်းမြတ်တာဝေလုံးစုံများစွာသတ္တဝါကျမ်းမာကြပါစေလုံးစုံများစွာသတ္တဝါချမ်းသာကြပါစေသတ္တဝါခတ်သိတရားကိကုသိုလ်ကိမေတ္တာကိသစ္စာကိအေးငြိမ်းချမ်းသာရှိပါစေသန္တရာဓမ္မဝိနည်းတိသုရပါရပဏ္ဏနိဒါနဘိဇာရောပိတောနာအမတတိနုဘုဇ္ဇရေသီလဘိဇာရောပိတောနာအမတတိနုဘုဇ္ဇရေဘာဝနာဘိဇာရောပိတောနာအမတတိနုဘုဇ္ဇရေသန္တရာဓမ္မဝိနည်းတိကုမြောက်ဖို့ရခဲရင်စွာတိသမုဒ္ဒရာတိတော်သန္တရာကြီးတဲ့၌သုရပါရပတဏိဓမ္မလိုရှိတိုင်းသိ၍ပိဏတိနတ်တို့ရဲ့ပရိသပိကြီးနှင့်တူပြီးသားသောဒါနဘိဇံဒါနတိတော်မျိုးစေကိုရောဘေဒဝနာဆိုင်ကြကြကြကုန်ပြီး၍သီလဘိဇံသီလတိတော်မျိုးစေကိုရောဘေဒဝနာဆိုင်ကြကြကြကုန်ပြီး၍ဘာဝနာဘိဇံဘာဝနာတိတော်မျိုးစေကိုရောဘေဒဝနာဆိုင်ကြကြကြကုန်ပြီး၍အန္တိသမဝနောက်ကလာ၌အမတန်မြတ်ရတာပြည့်စုံစွာသည့်နိဗ္ဗာန်တိတော်ချမ်းသာကြီးကိုအနုဘုဇ္ဇရေအစစ်စစ်ပြောပါ၍ခံစားသုံးဆောင်နိုင်ကြပါစေကုန်သတည်းဘုရားတပည့်တော်တို့သည်မမြော်လေးပဲအရှင်ဘုရားနှင့်ပါရမီကြီးစေဆုံ၍ကျုံသောအဖြစ်နွားကြီးအောင်လာအတွင်ဝိမေအလူမရတဲ့ရဲ့တန်ဆွမ်းသမျှဝမ်းမြောက်ဝမ်းသာလူတန်းပါဤဤမလာသောအရှင်ဘုရားဤမေတ္တာဓာတ်ဖြင့်အစစ်အမှန်မရတဲ့ရဲ့ရှိမြောက်ပါဗျာဤမှန်ကန်သောသစ္စာစကားပါရမီထူးကြတပည့်တော်တို့ဗေနိယသွားဝိကင်းပါစေအန္တရာယ်ကင်းပါစေအသေးဆိုးဘဝဆိုးဥပိ္ပစေတကကံဆိုးယောဂဆိုးမှာတွင်ဝေးလောင်မြောက်ရပါလို့ဤအရှင်ဘုရားသစ္စာဆိုးကလူတန်းအဋိဋ္ဌံပါဤစိတ်အကြံအဋိဋ္ဌံလူရဆန္ဒပြစ်ပါစေသာအရှင်မြတ်ဘုရားသာဓုခေါ်ကဲကျွတော်ဆောင်လေးလာတော့မှလေးလေးထောင်ထားကြခမ်းမြညာလေးပေါ့နော်ပြီးရင်ဒီရှိမှပြန်ဆွေးမယ်အားလုံးနော်
စိတ်မှန်တဲ့ဘုရားရဲ့သာသနာမှာစိတ်မှန်တဲ့ဘုရားတည်တဲ့ပါရမီကုသိုလ်တို့ပါတောက်လူတော်တဲ့ဘုရားရှင်လူနတ်ပြမှာတတ္တဝါများရှိခိုးဥခိုက်တဲ့မေတ္တာအောင်ဆွေဒီတော်ကြီးမေတ္တာနဲ့သိစ္စာဆိုဒိဋ္ဌံနဲ့အောင်မြင်အောင်ကြိုးစားနေတာပါဒီပိုင်လာပိုင်တွင်ပြီးတော့မှာပါကံကောင်းမြတ်စွာသာသနာကံကောင်းသူသာတွေးနိုင်တာတိတန်တော့ရဖြစ်ချင်လို့မရဘူးရည်စည်းစုံလို့ရည်သိညကြုံရတယ်ကဲပြီးဒီရှင်းလန်းကြလေးကိုရလေးပြီးမယ်နော်ဒီရှင်းလန်းကြလေးဟိုဘက်ဒီဘက်လေးရလေးပြီးမယ်နွားကြီးလာဖို့နွားကြီးကိုမေတ္တာဘုန်းကြီးကြုံမယ်နွားကြီးဥသိရှိတော့မှရောက်ပြီးတော့လက်နှစ်ပိတ်ကြုံမိကြမယ်ဒါညာတိုင်းနွားကြီးလိုက်ပါနေတာတိုင်းကျော်ပြီးကျော်ညာတော့ကဟိုးအောင်မင်းလာမြို့နယ်လေဗနန်နာမှာလေဗနန်ဘွဲကနေဒီကိုနွားကြီးခုခဲ့တာပါကဲလိုက်ဆိုလိုက်အရှင်ဘုရားဘုရားတပည့်တော်တို့သည်ရည်စည်းဆုံးကျုံတော်အပြင်မေတ္တာအားသေဒီတော်ကြီးဤသားရတွင်နဝကံမဘုရားအလူလူဉာဏ်ပါ၏ဗျာသာဓုခေါ်ဘယ်လိုဘာလို့ဒီဒီကလာလို့ဒီမြင်းများကိုပြလိုက်ကြဘူးတော့ကြီးအောင်လားကျမ်းပါပါစေအန္တရာယ်ကင်းပါစေမိရှင်းပါစေရှင်ပန်းသီလမြဲသောသူတော်ကောင်းဓာတ်ခံရှိသောတပည့်တော်တို့မှာမေတ္တာပို့ပေးပါ၏ကျမ်းမာ၍ချမ်းသာအန္တရာယ်ကင်းပါစေမိရှင်းပါစေတပည့်တော်တို့မှာအထူးမေတ္တာထားမေတ္တာပွားပါ၏နာနေအောင်နွားကြီးရမေတ္တာပို့တန်ကြရင်ကျင်ကြီးကျင်ငယ်နဲ့နဲ့ပါပြတယ်။ပါဇန်နဲ့မပြော့တန်ပေမဲ့သူတော်ကောင်းဖလဲဝင်ဒုက္ခနာကိုခွင့်ကမကောင်းတဲ့ကျင်ကြီးကျင်ငယ်ပယ်ပြတယ်။ပရိသတ်တို့လည်းပဲနွားတော်အတွင်းကမကောင်းတဲ့အငြိကြီးပယ်သိရင်အတွင်းကမကောင်းတဲ့လောဘဒေါသမောဟပယ်လို့မပြောတော့လဲပြောပြီးအလားညံနေကြကြပါပခုတ်ကူမျိုးမဆိုရင်အယေသမား900အယေပြသွားတယ်လူရှင်တော်ဂေါရှဲလေပလင်းလဲလို့လူမလဲလူလဲလို့ပလင်းမလဲဟုတ်လားအဲ့ဒါအရေးပြသွားပြီတချို့ကလေးသေးသေးလေးတွေအကြဖေဖေမေမေနွားကြီးတာလိမ္မာသိရင်သားလဲလိမ္မာပါတော့မှသမီးလဲလိမ္မာနွားချီကိုထိုက်ကြီးနေကြတယောက်ပလက်စလေးနေကျုပ်လိုက်ပါလားဆိုနွားကြီးအောင်လားကျမ်းပါပါစေအန္တရာယ်ကင်းပါစေလူကြီးတော်တို့မှာမေတ္တာထားပါ၏မေတ္တာပို့ပေးပါ၏ကျမ်းမာ၍ချမ်းသာအန္တရာယ်ကင်းပါစေဝိရှင်းပါစေတပည့်တော်တို့မှာမေတ္တာပို့ပေးပါ၏ကျမ်းမာ၍ချမ်းသာအန္တရာယ်ကင်းပါစေဝိရှင်းပါစေသူတော်ကောင်းဓာတ်ခံရှိသောတပည့်တော်တို့မှာဒီစကွဲနဲ့ပဲပြမေတ္တာပို့ပေးပါ၏နွားကြီးအောင်လားကျမ်းပါပါစေအန္တရာယ်ကင်းပါစေတပည့်တော်တို့မှာမေတ္တာပို့ပေးပါ၏ကဲလက်ခေါက်ကျဲကျဲလေးတီးပေးလိုက်တီးလိုက်တဲ့လက်ခေါက်တန်လေးဟာရင်ထဲကထွက်ပေါ်လာတဲ့မေတ္တာတန်လေးပါဘုမေတ္တာဆွမ်းဘဘာလွမ်းနေချမ်းကြပါစေဘယ်လိုပဲအိတရိစ္ဆာန်ဖြစ်တဲ့နွားကြီးတွေပြင်းနေကြတာဘယ်သူကမှဒေါသအာဃာတအညို့ရမှာမဟုတ်ပဲအမိမြောက်ပြီးတော့ချင်းကြီးနဲ့ပါပြအောင်မယ်နွားဆိုတာချင်းကြီးတစ်ခါပါပြီးရင်စိတ်တိုက်ပါဖို့မလဲဘူးတရားကျုပ်လိုက်အောင်ခဏနော်ဝေယဝဇ္ဇမတွေဝေယဝဇ္ဇဆောက်ရလိုက်ခဏကျုပ်ချင်းအဲ့ဒီနေကျုပ်လိုက်ပါနွားဆိုတာချင်းကြီးတစ်ခါပါပြီးရင်စိတ်တိုက်ပါဖို့မလွယ်ဘူးတစ်ခါတလေငါကာလာပူချရင်ငါချိန်တော့ချင်းကြီးပါပြတယ်နွားကြီးကျုပ်တဲ့သူကျမ်းပါပါစေကဲအားလုံးနဲ့ထိုင်ကြည့်ပြီးရှေ့အလုပ်တွေထိုင်လိုက်နောက်လူတွေမမြင်ရလို့နော်ထိုင်လိုက်ခဏနောက်အားလုံးမြင်ရမှာပါနွားကြီးကျဲကျဲဥတိုင်ခိုင်းပဲစိတ်တန်းကြခဲထိုင်လိုက်ရှေ့အလုပ်တွေထိုင်တဲ့သူတွေကျမ်းပါပါစေထိုင်တဲ့သူတွေကျမ်းပါပါစေ
သို့တော်ကြီးအောင်လားကျမ်းမာပါစေတပည့်တော်တို့မှာမေတ္တာထား၍မေတ္တာပို့ပေးပါ၏ကျမ်းမာ၍ချမ်းသာအန္တရာယ်ကင်းပါစေသိရှင်းပါစေသူတော်ကောင်းတတ်ခံရှိသောတပည့်တော်တို့မှာအထူးမေတ္တာထားမေတ္တာပွားပါ၏ကျမ်းမာ၍ချမ်းသာအန္တရာယ်ကင်းပါစေသိရှင်းပါစေလက်ခုပ်ချက်ပြီးလိုက်အောင်တီးလိုက်တဲ့လက်ခုပ်ပန်လေးဟာရေသက်ကထွက်ပေါ်လာတဲ့မေတ္တာပန်လေးပါဘယ်လိုပဲမောဟအာကြီးတဲ့တရိစ္ဆာန်နဲ့ပြင်းနေကြတာဘယ်သူကမှဒေါသအာဃာတအညို့ရမမှုပဲတည်ငြိမ်အေးချမ်းစွာသူတော်ကောက်ကလေးဦးစိတ်ရှိတော်မောင်သူရောက်ပြီးတော့လည်းပဲချိုမိတ်ချနေတာအောက်ချစ်ရှိပါဘုရားရဲ့ပုံတော်ရုပ်ပေါ်တော်ရှိမှရိုင်းတဲ့ကြားတို့ခြေသေးတို့ဆင်ရိုင်းတို့လည်းပဲချိုမိတ်ချဒုတုတ်တဲ့ဆိုတာမြတ်စွာဘုရားရဲ့မေတ္တာပါရမီကတိရှိနာလူလေးတွေနဲ့ထိုင်ပေးနော်တပိုက်တို့နဲ့ထိုင်ပေးကြနောက်လူတွေမမြင်ရလို့ကဲထိုင်ပေးကြထိုင်လိုက်အလုံးထိုင်လိုက်နော်သူတို့ကောင်းမှရင်ခံကြထိုင်အချင်းချင်းမြင်ရမလားကွယ်တပိုက်တို့နဲ့ထိုင်ပေးကြအနောက်လူတွေမမြင်ရလို့နော်အေးဟုတ်ပြီစိတ်မဆိုးကြနဲ့တို့ရှင်းပါသီလာမြဲတဲ့သူတို့ကောင်းကြီးတွေအလုံးပါအရှိလူတွေနဲ့ထိုင်လိုက်နော်အလုံးမြင်အောင်ဆိုနွားကြီးအောင်လားကျမ်းမာပါစေအန္တရာယ်ကင်းပါစေဝိရှိပါစေတပည့်တော်တို့မှာမေတ္တာပို့ပေးပါ၏ကျမ်းမာ၍ချမ်းသာအန္တရာယ်ကင်းပါစေသို့နွားကြီးအောင်လားကျမ်းမာပါစေအန္တရာယ်ကင်းပါစေသူတော်ကောင်းဓာတ်ခံရှိသောတပည့်တော်တို့မှာမေတ္တာပို့ပေးပါ၏ကျမ်းမာ၍ချမ်းသာအန္တရာယ်ကင်းပါစေဝိရှင်းပါစေသူတော်ကောင်းဓာတ်ခံရှိသောတပည့်တော်တို့မှာမေတ္တာပို့ပေးပါ၏ခင်းတဲ့နောက်ဆုံးဆိုနွားကြီးအောင်လားကျမ်းမာပါစေအန္တရာယ်ကင်းပါစေတပည့်တော်တို့မှာအထူးမေတ္တာပွားမေတ္တာထားပါ၏ကျမ်းမာ၍ဆိုနွားကြီးအောင်လားကျမ်းမာပါစေအန္တရာယ်ကင်းပါစေသူတော်ကောင်းဓာတ်ခံရှိသောတပည့်တော်တို့မှာကဲလက်ခုပ်ချက်တီးပေးလိုက်နောက်ကြိုင်ကအဲ့လိုပုံစံနဲ့ထိုင်တာလို့အမှန်တမ်းတဲ့သူတို့လက်ထက်ချီထားတာလားလက်ခုပ်ချက်တီးလိုက်တဲ့လက်ခုပ်ခံလေးဟာဒီတက်ကတက်ပေါ်လာတဲ့မေတ္တာအတန်လေးပါဒုမေတ္တာစွမ်းကဘာလွယ်ငြိမ်းချမ်းကြပါစေစိတ်မှန်တဲ့ဘုရားရဲ့သာသနာမှာစိတ်မှန်တဲ့မေတ္တာတရားဆိုတာဒီလိုပါလားဟန်ဆောင်လို့မရဘူးကွဒီလိုဥဒိုက်တဲ့နွားအကြောင်းပါလေငါးကောင်ရှိသေးတယ်ပြောကြကြလေးဘယ်နှကောင်ငါးကောင်လုံးဥသိထိုင်နေအဲ့လိုလည်းနဲ့ပဲကြုံမိချနေရောကဲနောက်ဆုံးနွားကြီးအောင်လားကျမ်းပါပါစေအန္တရာယ်ကင်းပါစေတပည့်တော်တို့မှာမေတ္တာပို့ပေးပါ၏ကျမ်းမာ၍ချမ်းသာအန္တရာယ်ကင်းပါစေဝိရှင်းပါစေသူတော်ကောင်းဓာတ်ခံရှိသောတပည့်တော်တို့မှာမေတ္တာပို့ပေးပါ၏ကျမ်းမာ၍ကဲလက်ခုပ်ချက်တီးပေးလားအောက်ကတနာကလေးဆိုတော့ပေါ်ပေါ်နဲ့ပါလို့ဒီလေးထားတာလေဘယ်ခါတိုင်းညဆိုအချိန်ကြီးဥတိုင်းနေရောမေတ္တာဘုဒ္ဓကြားတာနဲ့ကဲအလုံးကြည်နေတော့အလုံးမြင်ရပြီနော်ပရိသတ်တို့ဟုတ်ပြီဦးကြီးကဲအလုံးခံကြရေစေချတော့မယ်နော်ရေစေချပြီးမှပြန်တော်ပြီနော်မြတ်ပုံညာကို
အမြာရ၍ချမ်းသာကြသည်ဖြစ်ကြပါစေကုန်လောကုသိုလ်အမြယူတော်မူကြပါကုန်လောကုသိုလ်အမြယူတော်မူကြပါကုန်လောကုသိုလ်အမြယူတော်မူကြပါကုန်လောကဲအလုံးလမ်းလေးပြီးဦးစိန်ကြွားပြီးမှာထားသို့ဗုဒ္ဓသာသနာစီရန်သိတ္တုဗုဒ္ဓသာသနာစီရန်သိတ္တုဗုဒ္ဓသာသနာစီရန်သိတ္တုသာဘယ်ဦးစိန်ကြွားမယ်ဦးစိန်ကိုမြတ်တာပို့ပြီးဦးစိန်ကြွားပြီးမှာထားသို့ဆရာတော်ဝိညာဉ်ခြင်းပါစေစိတ်ဆင်းရဲခြင်းပါစေဘုရားခြင်းပါစေကိုယ်စိတ်နဲ့ပြချမ်းသာသွားစေခန္ဓာကိုတွေပူဇော်ဆောင်ရနိုင်ပါစေရာတော်ဤရန်ခြင်းပါစေစိတ်ဆင်းရဲခြင်းပါစေကိုယ်ဆင်းရဲခြင်းပါစေကိုယ်စိတ်နဲ့ပြချမ်းသာသွားစေသာနာဝကိုခန္ဓာကိုတွေပူဇော်ဆောင်ရနိုင်ပါစေရာတော်ဒီရခြင်းပါစေသိသိရဲ့ခြင်းပါစေကိုယ်သိရဲ့ခြင်းပါစေကိုယ်သိရဲ့ပြချမ်းသာသွားစေသာနာဝကိုခန္ဓာကိုတွေပူဇော်ဆောင်ရနိုင်ပါစေရာတော်သက်တော်ရာတော်ရှိပါစေရာတော်သက်တော်ရာတော်ရှိပါစေသာ